1999 ခုစက်တင်ဘာလ24 ရက်1362ခုတော်သလင်းလာပြီနေ့တထုံမြို့နယ်ကတိုက်ကလေးကြီးရွာအဘယာယာမကျောင်းတိုက်အတွင်အဘယာယာမကျောင်းတိုက်ဆရာတော်ဘုရားကြီးဗဒ္ဒန္တယေဝတအားအမှုထား၍ဆင်ရင်ကျင်းပါသည့်ဥပုံနေ့ဓမ္မသဘင်၌ဟောကြားအပ်သောလောက၌အကောင်းဆုံးသောအရာတရားတော်လောက၌အကောင်းဆုံးသောအရာလို့အမည်ပေးထားတဲ့တရားတစ်ပုဒ်ကိုဒီနေ့ဟောကြားနာကြားရအောင်မဟောမီမနာမီမှာတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုဘုရားမြတ်စွာဘုရားရှင်ကိုထိုဘုရားရှင်ဤအရဟံဂုဏ်တော်ပွားများခြင်းဖြင့်ရှိဥစွာရှိခိုးပူဇော်ကြရအောင်အလုံးလဲဥချီထားပြီးတော့လိုက်ဆိုကြပါအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားသုံးခေါက်ပွားလိုက်ပါအရဟံစိတ်ကြွယ်ရာရ၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအရဟံစိတ်ကြွယ်ရာရ၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားသုံးခေါက်ပွားလိုက်ပါအရဟံပူဇော်သူကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားအရဟံပူဇော်သူကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားတာဓုခေါ်လိုက်သုံးကမြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်အဓိပ္ပာယ်၃မျိုးဆင်ခြင်ပွားများပြီးတဲ့နောက်လက်ဥချီထားတာလေးတွေချပြီးတော့တက်တာတဲ့ဣရိယာပုနဲ့ချမ်းသာစွာထိုင်ပြီးတော့တရားနာယူနိုင်ကြပါပြီတရားဟောကြားစို့လို့ဆိုတော့ဒီနေ့ဟောမဲ့တရားခေါင်းစဉ်ကပါတယ်လေတရားခေါင်းစဉ်လေးမိသွားပြီတဲ့လောက၌အကောင်းဆုံးသောအရာတရားမဟုတ်ဘူးနော်အရာအဲ့တော့လောက၌အကောင်းဆုံးသောအရာဆိုတော့လောကမှာအကောင်းဆုံးအရာဟာဘာများဖြစ်မလဲတရားနာပိဋကများကိုအတွင်းနဲ့ကိုဖြေကြည့်ပါဦး
နောက်ဖြေတစ်မျိုးလိုချင်ပါသေးတယ်လောက၌အကောင်းဆုံးသောအရာတဲ့လောကမှာဘယ်အရာဟာအကောင်းဆုံးလဲဘာအကောင်းဆုံးလဲပေါ့နော်အဲ့တော့ဘာအကောင်းဆုံးလဲဆိုရင်ဘယ်လိုဖြေကြမလဲဒီကမကြီးတွေကကြွကြွလေးဖြေပါအောင်မျိုးသမီးတွေကတရားအကောင်းဆုံးပဲနော်အဲ့တော့လောက၌အကောင်းဆုံးသောအရာတယောက်ကယတနာ၃ပါးတယောက်ကတရားနောက်တယောက်ကလည်းသမထဝိပဿနာအကောင်းဆုံးအဲ့တော့ဘယ်ဖြေမှန်မလဲဆိုတာအဖြေညှိကြည့်ဖို့အတွက်ပေါ့ဇတ်တော်လေးတစ်ခုရဲ့ဏိဒမ်းပိုင်းလေးကိုနည်းနည်းလေးပြောပြပါမယ်တခါတော့ကဗာရဏသီပြည်မှာဗြဟ္မဏမင်းကြီးအုပ်စိုးစဉ်တုန်းကဦးဇင်းတို့ရဲ့မြတ်စွာဘုရားအလောင်းဟာထိုဗြဟ္မဏမင်းကြီးရဲ့ပရောဟိတ်ပုံနာဖြစ်ခဲ့မှုတယ်အဲ့ဒီပရောဟိတ်ပုံနာကြီးကိုဗြဟ္မဏမင်းကြီးကအင်မတန်ချစ်တယ်အင်မတန်မြတ်နိုးတယ်ပေးကြရှိသူများထက်ပိုပြီးတော့ပေးတယ်ချီးမြှောက်ရရှိသူများထက်ပိုပြီးတော့ချီးမြှောက်တယ်ကိုကြီးဆောင်လျှောက်ရရှိရင်သူများထက်ပိုပြီးတော့ကိုကြီးဆောင်လျှောက်တယ်အတူတူပြောကြမယ်ဆိုရင်တော့ပရောဟိတ်ပုံနာကြီးကိုဗြဟ္မဏမင်းကြီးကသူများထက်ပိုပြီးတော့ချစ်မြတ်နိုးတယ်တိတိသာသာကိုချစ်မြတ်နိုးတော့ဒီနေ့မှာဘုရားလောင်းပရောဟိတ်ပုံနာကစဉ်းစားတယ်ရှင်မြတ်ကြီးကငါ့ကိုသူများထက်ပိုပြီးတော့ချစ်မြတ်နိုးတယ်ဒီလိုချစ်မြတ်နိုးတာဟာငါရဲ့အမျိုးမြတ်ချင်းကြောင့်ပဲလားဒါမှမဟုတ်ငါပညာတက်ခြင်းမကြောင့်ပဲလားပညာတွေအရင်တက်လို့ပဲလားဒါမှမဟုတ်ငါရဲ့ကိုချင်းသီလကပဲကောင်းလို့ပဲလားစမ်းသပ်ကြည့်အောင်ပါပဲဆိုပြီးတော့တနေ့မှာမင်းနန်းတော်ကနေအခါစားပြန်လာတဲ့အချိန်ရှင်ဘုရင်ရဲ့ရွှေပရိမ်ဘောကနေပြီးတော့ရွှေအသပြာတစ်ခုအသိမပေးဘဲနဲ့ယူလာခဲ့တယ်ဒုတိယနေ့မှာအသပြာ2ခုအသိမပေးဘဲနဲ့ယူလာခဲ့တယ်တတိယနေ့မှာရွှေအသပြာတစ်ဆုပ်အသိမပေးဘဲနဲ့ယူလာခဲ့တယ်ရွှေပရိမ်တွေကလည်းပဲပရောဟိတ်ပုံနာကြီးကိုယူသေးလေးစားတဲ့အတွက်ကြောင့်ပထမနေ့မှာဘာမှမပြောပါဘူးကြည်နေလိုက်တယ်ဒုတိယနေ့မှာလည်းဘာမှမပြောပါဘူးကြည်နေလိုက်တယ်တတိယနေ့ရွှေတဆုပ်လဲယူရောချက်ချင်းဖမ်းယူပြီးတော့သင်ဟာဒီလောက်အချိန်ကာလကြာအောင်ကိုယ့်ကိုယ်ကိုသီလရှိတယ်လို့နဲ့လှည့်လည်ခဲ့တာပဲသင်ဟာနှစ်ပေါင်းများစွာကိုယ့်ကိုယ်ကိုသီလရှိတယ်လို့အယောင်ဆောင်ခဲ့တာပဲဒီနေ့တော့သင်ရဲ့အမှန်တရားပေါ်ပြီးသင်ဟာကိုချင်းသီလမရှိတဲ့လူတစ်ယောက်ပဲတင့်ကိုကျွန်ုပ်ဖမ်းနေဆိုပြီးတော့တခိုးပြိုးတခိုးနဲ့တခါတည်းအော်တော့တာပဲအဲ့ဒီလူအော်တော့အနိနာပတ်ဝန်းကျင်မှာရှိတဲ့လူတွေလည်းပြေးလာကြပြီးတော့ဟိုလူက2ချက်3ချက်လောက်ရိုက်လိုက်ဒီလူက2ချက်3ချက်လောက်ရိုက်လိုက်နဲ့ဝိုင်းပြီးတော့ရိုက်ကြတင့်ကိုကျွန်ုပ်တို့ကပညာရှိသူတော်ကောင်းကြီးကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်ကြီးလို့ထင်လာခဲ့တာထင်ပြီးတော့ယူသေးလေးစားလာခဲ့တာအခုတော့သင်ဟာကိုချင်းသီလမရှိတဲ့လူတစ်ယောက်ပဲဆိုပြီးတော့ကျိုးနဲ့လက်ပြန်ကျိုးတုပ်ပြီးတော့ရှင်မြတ်စီကိုခေါ်လာခဲ့တယ်ရှင်မြတ်စီရောက်တော့ရှင်မြတ်ကဘာကိစ္စလဲဒီလိုပါပဲဘုရင်ရဲ့ရွှေပရိမ်ဘိုးကနေပြီးတော့ရွှေသပြားတွေ3ရက်တိုင်းခိုးယူတဲ့အတွက်ကြောင့်ရှိတော်မောက်ခေါ်လာခဲ့ခြင်းပါကဲဒီလိုခိုးယူတယ်ဆိုလို့ရှိရင်လည်းသူ့ပေါ်မှာပေးတဲ့ပေးထိုက်တဲ့မင်းပြမင်းတန်ပေးလိုက်တော့ပေါ့တရားဥပဒေတိုင်းစီရင်လိုက်ပါလို့ဘုရင်ကမိန့်တော်မူတဲ့အခါမှာပရောဟိတ်ပုံနာကြီးကအရှင်မင်းကြီးကျွန်ုပ်တခိုးမဟုတ်ပါဘူးဟာဒါဖြင့်တခိုးမဟုတ်ဘူးဆိုရင်ဘာဖြစ်လို့ရွှေပရိမ်ဘိုးကရွှေတွေအသိမပေးပဲယူရတာလေမှန်လားပါအရှင်မင်းမြတ်အရှင်မင်းမြတ်ဟာကျွန်ုပ်ကိုသူများထက်ပိုပြီးတော့ချစ်မြတ်နိုးတယ်သူများထက်ပိုပြီးတော့ချီးမြှောက်တယ်သူများထက်ပိုပြီးတော့ဆွမ်းလျှောက်တယ်သူများထက်ပိုပြီးတော့အရေးပေးတယ်အားလုံးထက်ပိုပြီးတော့ချစ်မြတ်နိုးခြင်းအရေးပေးခြင်းဟာကျွန်တော်မျိုးအမျိုးမြတ်လို့ပဲလားပညာတက်လို့ပဲလားကိုချင်းသီလကောင်းလို့ပဲလားဆိုတာစမ်းသပ်ကြည့်ခြင်းလို့ကျွန်ုပ်ယခုကဲ့သို့ယူရခြင်းဖြစ်ပါတယ်အခုတော့ကျွန်ုပ်သိပါပြီအမျိုးမြတ်တာလည်းဘာမှသုံးမရပါဘူးပညာတက်တာလည်းဘာမှသုံးမရပါဘူးကိုချင်းသီလကောင်းခြင်းကသာလောကမှာသုံးရပါတယ်လောကမှာအကောင်းဆုံးအရာဟာသီလအမြတ်ဆုံးအရာဟာသီလဆိုတာကျွန်တော်သဘောပေါက်ပါပြီ
လောကမှာသီလထက်ကောင်းမြတ်တဲ့အရာမရှိဘူးဆိုတာကျွန်တော်သဘောပေါက်ပါပြီဒါကြောင့်ကျွန်ုပ်ကိုလောကမှာအကောင်းဆုံးအရာဖြစ်တဲ့ဒီသီလနဲ့ထိုက်တန်တဲ့အလုပ်ကိုလုပ်နိုင်ဖို့အတွက်အရာဒီထောင်လူပေါင်းကိုစွန့်ပြီးတော့ယဟန်ပြုတောထွက်ခွင့်ပေးပါတော့ရှင်မြင်းကလည်းအကြောင်းကျိုးသိတော့တောမထွက်ဘူးတားပါတယ်ပရောဟိတ်ပုံနာကြီးရဲ့ဆွေမျိုးတွေမိတ်ဆွေတွေကလည်းတားကြတယ်ငိုကြတယ်ဘယ်လိုပင်ငိုယိုပြီးတောင်းမှမေးမဲ့ပရောဟိတ်ပုံနာကတော့လောကမှာအကောင်းဆုံးအရာဖြစ်တဲ့ဒီသီလနဲ့ထိုက်တန်တဲ့ကျင့်စဉ်တွေအလုပ်ငန်းတွေဆိုတာဟာအရာဒီထောင်လူပေါင်းနဲ့မှလုံချင်းအဖြစ်မပြည့်စုံနိုင်ဘူးလူပေါင်းကိုစွန့်တောထွက်ယဟန်ပြုပြီးတော့ကျင့်သုံးမှသာလျှင်ဒီသီလနဲ့ထိုက်တန်တဲ့အလုပ်ကိုလုပ်လို့ရမယ်ဒါကြောင့်မတားကြနဲ့တော့ဆိုပြီးတော့မေတ္တာရက်ခံပါတယ်နောက်ဆုံးတော့ရှင်မြင်းကလည်းခွင့်ပြုလိုက်ရပါတယ်အဲဒီလိုရှင်မြင်းကခွင့်ပြုလိုက်ပြီဆိုတာနဲ့တရွယ်နဲ့ထဲဘုရားလောင်းပရောဟိတ်ပုံနာကရှင်မြင်းနဲ့တကွနန်းတော်မှာရောက်လာကြတဲ့ပရိသတ်အားလုံးကိုဂါထာလေးတစ်ပုဒ်ဟောပါတယ်သီလံကိရိဝကလျာဏံသီလံလောကေအနုတ္တရံပတ္တဂောရဝိသောနာဂောသီလဝါတိနဟိညတိလောကေလောက၌သီလံဧဝသီလသီသာလယံအနုတ္တရံအတုမရှိသောကလျာဏံအကောင်းဆုံးဖြစ်ပါ၏လောကေလောက၌သီလံဧဝကိုခြင်းသီလသီသာလယံအနုတ္တရံကလျာဏံအကောင်းဆုံးသောအရာစင်စစ်ဧကံမင်ဖြစ်ပါ၏တော့တည်းလောကမှာကိုချင်းသီလဆိုတာဟာအကောင်းဆုံးပဲပတ္တဂောရဝိသောနာဂောသီလဝါတိနဟိညတိဂောရဝိသောကျမ်းတန်သောပတ္တအလုံးကြည့်ရှုလိုက်ကြသမှာလောဂောရဝိသောကျမ်းတန်သောစိတ်ရှိသောနာဂောမွေကိုတောင်မှအဒန္တနာအဝိဟေထနထေနမကြိုက်ခဲခြင်းမညှင်းဆဲခြင်းဒီဟုသောအကြောင်းကြောင့်သီလဝါတိသီလရှိသူဟု၍ပတန္တတိချီးမွမ်းကြလေ၏နာဟိညတိမညှင်းဆဲကြလေကုန်ကြည့်လိုက်ကြစမ်းပါကြည့်လိုက်ကြစမ်းပါဆိုတာကပရောဟိတ်ပုံနာကြီးကိုလက်ပြန်ကျိုးတုပ်ပြီးတော့နန်းတော်ခေါ်လာတဲ့အချိန်လမ်းခရီးမှာဘာတွေ့ရသလဲလို့ဆိုတော့မွေးရလမ်းမဲ့ဆရာတွေမွေးရလမ်းမဲ့ပြနေတာတွေ့ရတယ်မွေးရလည်းပင်ကိုကိုင်းတခါတည်းမွေးရအမီကိုကိုင်းတခါတည်းကျတော့ကိုယ့်ရဲ့လူရဲ့လည်းပင်မှာမွေးကိုပတ်ပြီးတော့မွေးရလမ်းမဲ့ကစားပြတယ်အဲ့ဒီခါမှာပရောဟိတ်ပုံနာကြီးကမွေးရလမ်းမဲ့သမားတွေကိုပြောတယ်ကလေးတို့အမောင်တို့ဒီမွေးကိုဘာလို့လည်းပင်ကနေကိုင်းကြတာလဲဘာလို့အမီကနေကိုင်းကြတာလဲဘာလို့လည်းပင်မှာရစ်ပတ်ပြီးတော့ကစားကြတာလဲဒီဝေကသင်တို့ကိုကြိုက်လို့ရှိရင်သင်တို့အသက်ဆုံးရှုံးရလိမ့်မယ်ဒါကြောင့်မကန်ကြပါနဲ့အဲ့ဒီလိုပြောတော့ဝေလမဲ့ဆရာကြီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကပုံနာကြီးဒီမွေဟာသီလရှိတယ်အကျင့်ကောင်းတယ်သင်သာလင်သီလမရှိတဲ့သူဖြစ်တယ်အကျင့်ယုံမာတဲ့သူဖြစ်တယ်သင်သာလင်သီလမရှိအကျင့်ယုံမာတဲ့အတွက်ကြောင့်ရှင်မရင်ရွှေပရိမောကရွှေတွေကိုသင်ခိုးယူတာမဟုတ်လားဒီမွေဟာငါတို့ကိုမကြိုက်ဘူးမညှင်းဆဲဘူးသီလရှိတဲ့သူဖြစ်တယ်ဒါကြောင့်သူတို့နဲ့ကစားတယ်သင်သာလင်သီလမရှိတဲ့သူဆိုပြီးတော့တခါတည်းနောက်တစ်ချက်လောက်ထပ်ရလိုက်ပြန်တယ်နော်အဲ့ဒါကိုပြန်ပြီးတော့ပြောပြတာပါဘုရားလောင်းပုံနာကြီးကကြည့်လိုက်ကြစမ်းပါအင်မတန်အစိတ်ပြင်းထန်တဲ့မွေတောင်မှလူတွေအလုံးကယွံမုံညဆက်ဆုပ်ကြကြောက်ရွံ့ကြတဲ့မွေတောင်မှမကြိုက်ဘူးမညှင်းဆဲဘူးဆိုလို့ရှိရင်အဲ့ဒီမွေဟာသီလရှိသူအကျင့်ကောင်းတဲ့သူဆိုတဲ့နာမည်ကလေးကိုရပါတယ်အကျင့်ကောင်းတဲ့သူသီလရှိတဲ့သူဆိုပြီးတော့အချီးမွမ်းခြင်းကိုခံရပါတယ်ဒါကြောင့်လောကမှာသီလသီသာလင်အကောင်းဆုံးဖြစ်ပါတယ်အဲ့ဒီအကောင်းဆုံးဖြစ်တဲ့သီလနဲ့ထိုက်တန်တဲ့အလုပ်ကိုကျွန်တော်လုပ်ဖို့အတွက်တောထွက်ခွင့်ပြုပါတော့ဆိုပြီးတော့အဲ့ဒီတရားဆုံးမှပြီးပြီးတော့တောထွက်သွားပါတယ်အဲ့တော့ဇတ်တော်ကိုဒီနေရာမှာပဲခေတ္တခဏရဏထားပေါ့ဇတ်တော်ဆုံးပြီဆိုတာနဲ့တရားကလည်းဆုံးမှာပါအဲ့တော့ဒါဆိုရင်တရားနာပိဋကများအဖြေရပြီပေါ့လောက၌အကောင်းဆုံးသောအရာဟာပါတယ်လေသီလဒါမြတ်စွာဘုရားရှင်ကိုတော်တိုင်ဟောထားခဲ့တဲ့တရားနော်ဘုရားလောင်းတော်ဘဝကဟောခဲ့တဲ့ဂါထာကိုဘုရားဖြစ်တဲ့အခါမှာတဆင့်ပြန်ပြီးတော့ဟောတယ်မှားပါတယ်လို့မကန့်ကွက်ပါဘူးမှန်ပါတယ်လို့ပဲအတည်ပြုထားတဲ့အတွက်ကြောင့်ဒါသည်ပင်အလောင်းတော်ဘဝကဟောခဲ့တဲ့ဒီဂါထာသည်ပင်ဘုရားဟောဂါထာစစ်စစ်ပါပဲ
အဲ့တော့သီလကိုဘယ်လိုခေါ်ကြတယ်လဲဆိုတော့ကိုကျင့်လို့ဒီလိုလဲခေါ်ကြတယ်နော်ကိုကျင့်သီလလို့ဒီလိုတွဲပြီးလဲခေါ်ကြတယ်ပေါ့ဘာဖြစ်လို့ကိုကျင့်လို့ခေါ်တာလဲကဲဘယ်နဲ့လို့ကြမှာသီလကိုကိုကျင့်လို့ခေါ်တယ်ဆိုတော့ဗါတဲ့ဒကာကြီးဖြေလေးလည်းမစိုးပါဘူးမှတ်ပါတယ်နော်သီလဆိုတာဟာကိုယ်နဲ့နှုတ်နဲ့ကိုယ်နဲ့လွန်ကျူးမှုနှုတ်နဲ့လွန်ကျူးမှုကိုစောင့်ထင်းရတဲ့အလုပ်ဖြစ်ပါတယ်ကာယကံနဲ့မလွန်ကျူးမိအောင်ဝစီကံနဲ့မလွန်ကျူးမိအောင်ကိုယ်နဲ့နှုတ်နဲ့ကျင့်ရတဲ့အကျင့်မဟုတ်လို့လေကိုကျင့်နှုတ်ဆိုတာလည်းကိုယ်ထဲမှာပါပြီးသားမလို့ကိုယ်နဲ့ကျင့်ရတာမို့လို့ကိုကျင့်တရားနောက်တနည်းအားဖြင့်လည်းပဲသူတစ်ပါးဒုက္ခရောက်မှာကိုစိုးရိမ်တာထက်ကိုဒုက္ခမရောက်အောင်ကျင့်ရတာမို့လို့လေကိုကျင့်သူများသက်မသက်ဘူးသူများမသေးသေးချင်တာထက်သူများသက်တက်လို့ရှိရင်နောက်ဘကျကိုဖြစ်ရဝအသက်ခံတတ်တယ်အသက်တူတတ်တယ်ဆိုပြီးတော့ဒီလိုနောက်တန်နေရာမှာကိုအသက်ပြန်ခံရမှာကိုကြောက်လို့ကိုသေးမှကြောက်လို့ကျင့်တဲ့အကျင့်မလို့လေကိုကျင့်လို့ဒီလိုခေါ်ပါတယ်အစင်မြင့်သွားတဲ့ပုဂ္ဂိုလ်ကတော့သူများသေးမှလည်းပဲတကယ်စိုးရင်တဲ့စိတ်လည်းပါတာပေါ့လေသူဆက်နဲ့သူပေါ့နော်သိရစစ်မမြင်သေးတဲ့သူကတော့သူများသေးမှကိုတော့သိကိုချင်းမဆဘူးဒါပေမဲ့လို့သူများသက်တတ်လို့ရှိရင်ဖြစ်လျာဘဝအသက်ခံတတ်တဲ့အသက်တူတတ်တဲ့ဆိုတော့ကိုအသက်တူမှကိုသေးမှကြောက်လို့ကျင့်တာမလို့လေကိုအတွက်ကိုကျင့်တာမလို့လေကိုကျင့်နော်အတူတူပြောလိုက်တော့ကိုအတွက်ကိုကျင့်ရတဲ့တရားမလို့ကိုအတွက်ကျင့်တဲ့တရားမလို့ကိုကျင့်နောက်တနည်းအားဖြင့်လည်းပဲကိုချင်းစာတရားဖြစ်ပေါ်လာဖို့အတွက်ကျင့်ရတဲ့အကျင့်မလို့လေကိုကျင့်သူတစ်ပါးသက်ကိုမတတ်ဘူးငါ့ကိုလာတတ်လို့ရှိရင်မကြိုက်ဘူးငါ့ကိုရိုက်လို့ရှိရင်မကြိုက်ဘူးတော့ငါလည်းပဲသူများကိုမတတ်ဘူးမငြင်းဆဲဘူးငါပစ္စည်းသူများခိုးသွားရင်ငါလည်းမကြိုက်ဘူးแต่သူများကိုလည်းသူများပစ္စည်းလည်းငါမခိုးဘူးစသည်အဖြစ်ကိုနဲ့ကိုချင်းစာတတ်တဲ့ကိုချင်းစာတရားကိုချင်းစာစိတ်တတ်တွေဖွံ့ဖြိုးတိုးတက်လာအောင်ကျင့်ရတဲ့အကျင့်မို့လို့လည်းပဲကိုချင်းတနည်းအားဖြင့်လည်းကိုချင်းစာတရားနဲ့ကျင့်ရတဲ့အကျင့်မို့လို့လည်းကိုချင်းပေါ့နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်လည်းကိုကြိုက်တာကိုကျင့်တာမို့လို့လည်းကိုချင်းဒီလိုခေါ်နိုင်သေးတယ်နော်ကိုကြိုက်တာကိုကျင့်တယ်ဆိုတာကကိုပစ္စည်းခိုးတာကိုကြိုက်လားကိုပစ္စည်းမခိုးတာတော့မကြိုက်ဘူးလားကိုပစ္စည်းမခိုးတာမကြိုက်ဘူးလားကိုပစ္စည်းကိုသူများမခိုးတာတခါကြီးမကြိုက်ဘူးလားကြိုက်တယ်နော်အဲ့တော့ကိုပစ္စည်းကိုသူများမခိုးတာသူများမယူတာသူများအလစ်မတုတ်တာသူများအချောင်မနိုင်တာကိုကြိုက်တယ်အဲ့တော့ကိုကြိုက်တဲ့အတိုင်းကိုလည်းကျင့်ပေါ့နော်သူများပစ္စည်းလည်းကိုမယူနဲ့ပေါ့အဲ့တော့ကိုကြိုက်တာကိုကျင့်တာမလို့လည်းပဲကိုကျင့်ဒါကြောင့်သီလကိုကိုကျင့်လို့ခေါ်ခြင်းရဲ့အဓိပ္ပာယ်၄မျိုးလောက်မှတ်ထားပေါ့နော်အဲ့ဒီလိုကိုကျင့်သီလဒီတာနဲ့လောကမှာအကောင်းဆုံးအရာဖြစ်ပါတယ်။ဘာကြောင့်အကောင်းဆုံးဖြစ်ရတယ်လဲကိုကျင့်သီလရဲ့အကျိုးတရားကိုကြည့်မယ်ဆိုရင်ဒီဇတ်တော်ပထမပိုင်းမှာတော့လူတစ်ဖက်သားရဲ့ချစ်ခင်မြတ်နိုးမှုကိုခံယူရခြင်းဆိုတဲ့အကျိုးတရားပေါ့လူချစ်လူခင်ပေါ်များခြင်းနတ်ချစ်နတ်ခင်ပေါ်များခြင်းသတ္တဝါတွေအလုံးကချစ်ခင်ကြခြင်းဆိုတဲ့အကျိုးတရားကိုသီလလုံးကျုံတဲ့ပုဂ္ဂိုလ်ရရှိနိုင်ပါတယ်။ဘယ်သူမချစ်တော့လဲဘာဖြစ်လဲကိုယ့်ကိုယ်သီလမလုံးတော့လဲလို့တချို့ကလည်းစောရကတက်ချင်လဲတက်မှာပေါ့နော်။သူများရဲ့ချစ်ခြင်းကိုအထုတလည်းမျှော်လင့်တမ်းတပြီးတော့နေစရာမလိုဘူးပေါ့။သို့တော်လည်းပဲသူများရဲ့ချစ်ခင်ခြင်းနှစ်သက်ခြင်းမြတ်နိုးခြင်းကိုရတာဟာကိုယ့်အတွက်ရောကိုယ့်ဘဝဝင်ခြင်းအတွက်ရောကောင်းတာပါပဲ။အထူးဖြင့်တော့ကိုယ့်အတွက်လည်းပဲကောင်းတာပါပဲ။အားလုံးကမုန်းတီးနေကြပြီဆိုရင်ကိုယ့်ဘဝဟာဘာမှရှင်သန်တိုးတက်ခွင့်မရှိတော့ဘူးစိတ်ချမ်းသာမှုဆိုတော့လည်းတကယ်တော့မရှိပါဘူးစကားရတာဘယ်သူမချစ်ချစ်ပေါ့ကွာငါကောင်းစားရင်ပြီးတော့သီလတွေဖြတ်မဲလို့စကားရတာပြောတာပါကိုယ့်ရဲ့ကိုချင်းသီလဖောက်ပြန်မှုတွေလွန်ကဲလာလို့ပတ်ဝန်းကျင်ရဲ့မုန်းတီးမှုကိုခံရပြီဆိုရင်ကိုယ်ကိုယ်တိုင်လည်းစိတ်ချမ်းသာမှုမရတော့ပါဘူးဒါကိုချင်းသီလကောင်းခြင်းဟာပိယစီတစ်မျိုးပါပဲလောကလူသားတွေကပိယစီဆိုပြီးတော့ဟိုတင်းမြက်ကလေးတွေဒီတင်းမြက်ကလေးတွေဟိုမွေးနန်းသားလေးတွေဒီမွေးနန်းသားလေးတွေဆောင်းထားကြမဲ့လည်းမမောကြအဲ့တော့သီလသာလုံအောင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်အောင်သာကြိုးစားသီလဒီဟုသောအဆောင်လေးသာဆောင်ထားရင်ဒီတက်ကောင်းတဲ့ပိယအဆောင်ရှိပါဦးမလားမရှိပါဘူးရက်ွက်ထဲမှာမောင်ဖြူနဲ့မောင်မဲလို့လူနှစ်ယောက်ရှိတယ်ဆိုတော့မောင်ဖြူကနာမည်နဲ့လက်အောင်ရုပ်ကလေးကတော့ချောပါတယ်ဒါပေမဲ့ကိုချင်းသီလမကောင်းဘူးအမြဲတမ်းမှရင်ယုံပါတယ်
မောင်မဲကတော့နာမည်နဲ့လည်းအောင်သားကမဲပြီးတော့ရုပ်ကလေးကတော့ဆိုးရှာပါတယ်သို့တော်လည်းမောင်မဲကတော့ကိုချင်းတရားသိကောင်းတယ်အမတန်အကျင့်ဖြူစင်တယ်အဲ့ဒီနှစ်ယောက်မှာမောင်ဖြူနဲ့မောင်မဲနှစ်ယောက်မှာတရားနာပြီးတဲ့များဘယ်သူကိုချစ်မလဲမောင်မဲပဲချစ်မှာပေါ့နော်ရုပ်ချောပြီမဲ့လို့အကျင့်တန်နေတဲ့သူအကျင့်မကောင်းတဲ့သူကတော့ရုပ်ဘလောက်ချောချောမချစ်ပါဘူး။အိုးရုပ်ကလေးကတဏှာကမနဲ့တော်တော်မိုက်ရိုင်းနေကောင်ပဲဆိုပြီးတော့မုန်းတိကြမှာပါပဲ။မောင်မဲကတော့ဘဝကြိုးပေးမကောင်းလို့ရုပ်ကလေးဆိုပြီးမဲ့ကိုချင်းတရားကကောင်းလိုက်တာစိတ်ထားလေးကဖြူစင်လိုက်တာနဲ့မြင်သမျှလူတိုင်းကချစ်ခင်ကြပါတယ်။ဒါကြောင့်ခုနကတော့ဥပမာကိုပဲကြည့်လိုက်ပေါ့လေအမတန်စိတ်ပြင်းထန်တဲ့မွေးတောင်မှမကြိုက်တော့ဘူးမငင်းစေတော့ဘူးမကြိုက်ဘူးမငင်းစေဘူးဆိုတာကတော့လူကမကြိုက်မငင်းစေအောင်လုပ်ထားလို့ပါဘူးနော်အဲ့တော့မကြိုက်ဘူးမငင်းစေဘူးဆိုရင်သူကမကြိုက်မငင်းစေတဲ့အတွက်ကြောင့်သူတစ်ပါးကလည်းသူ့ကိုမငင်းစေတော့ပါဘူးညှဉ်းနှိုးကြပါတယ်မွေးရလည်းမွေးကကပြနေတယ်ဆိုရင်အလုံးကကြည့်ချင်ကြတာပေါ့နော်ဒါကြောင့်သီလလုံခြင်းရဲ့အကျိုးတရားတစ်ခုအနေနဲ့ဇတ်တော်မှာတရားလာတာကိုမှတ်မယ်ဆိုရင်တော့ပတ်ဝန်းကျင်ရဲ့ချစ်ခင်ညှဉ်းနှိုးမှုကိုခံယူရခြင်းဆိုတဲ့အကျိုးတရားပါပဲသီလရဲ့အကျိုးတရားတွေကတော့ပြောပြမယ်ဆိုရင်မကုန်နိုင်ပါဘူးအင်မတန်များပြားလွန်းလှပါတယ်အဲ့ဒီများပြားလာတဲ့အကျိုးတရားတွေကိုမြတ်စွာဘုရားရှင်ကအနှစ်ချုပ်ပြီးတော့သီလရဲ့အကျိုးတရား၅ပါးဆိုပြီးတော့ဟောထားပါတယ်နံပါတ်1ကတော့စီးပွားဥစ္စာပြည့်စုံခြင်းလောကမှာစီးပွားဥစ္စာမပြည့်စုံခြင်းနဲ့သူရဲ့လို့တရားမှမရှိပါဘူးအလုံးပြည့်စုံခြင်းညဒါကြီးပါပဲကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာနဲ့လည်းပြည့်စုံနိုင်တယ်ယာရုခန္ဓာတရနဲ့လည်းပြည့်စုံနိုင်တယ်ဘာကြောင့်လဲဆိုတော့အပ္ပမာဒာဓိကရဏံနဲ့အမေလျော့ခြင်းဒီဟူသောအကြောင်းကြောင့်ပါပဲအမေဘူးဆိုတာကတော့ကိုချင်းသီလကိုလွန်ကြောင်စောင့်ထိတ်တဲ့ပုဂ္ဂိုလ်ဟာကိုလုံးရမယ့်အလုပ်ကိုလည်းမမေ့ဘူးကိုရှောင်တဲ့ရှောင်ထိုက်တဲ့အလုပ်ကိုလည်းမမေ့ဘူးမမေ့တော့ရှောင်တဲ့ရှောင်ထိုက်တာတွေရှောင်တယ်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်တယ်ဒီတော့ကိုယ့်ရဲ့စီးပွားဥစ္စာတွေတိုးတက်တာပေါ့ကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်တာပေါ့နောက်တစ်ချက်ကလည်းပဲကိုချင်းသီလကိုလွန်ရောင်စောင့်ထိန်နေတဲ့ပုဂ္ဂိုလ်ဟာတခြားကုသိုလ်ကောင်းမှုတွေကိုလည်းမမေ့တော့ပါဘူးကိုချင်းသီလကိုတန်ဖိုးထားတဲ့သူဟာဒါနကောင်းမှုပြုဖို့လည်းမမေ့ပါဘူးသမထဘာဝနာတွေပွားဖို့လည်းမမေ့ပါဘူးဝိပဿနာဘာဝနာတွေပွားဖို့လည်းမမေ့ပါဘူးသီလတစ်ခုကိုပိုင်ပိုင်နိုင်နိုင်ကြီးကျင့်သုံးလိုက်ပြီးဆိုတာနဲ့ကြံတဲ့ကုသိုလ်တရားတွေလည်းမမေ့မလျော့နဲ့ပြည့်စုံလာတော့တဲ့အတွက်ကြောင့်အဲ့ဒီဒါနသီလသမထဝိပဿနာကုသိုလ်တရားတွေရဲ့အစွမ်းတတိတကုတည်းဆိုအာနုဘောကြောင့်ပစ္စည်းဥစ္စာတိုးတက်ခြင်းရလဘပေါများခြင်းယာတုတိုးခြင်းဆိုတဲ့အကျိုးတရားတွေကိုရရှိနိုင်တော့တာပါပဲဒါကြောင့်သီလလုံခြင်းရဲ့ပထမအကျိုးတရားဟာပစ္စည်းဥစ္စာပြည့်စုံခြင်းသီလရှိတော့ကိုယ့်ကိုယ်သူများကယုံကြည်တာပေါ့သီလမရှိဘူးဆိုရင်ဘယ်သူကမှမယုံကြည်ကြဘူးကိုချင်းသီလမရှိတဲ့ဆိုမရှိတဲ့သူဆိုရင်ပတ်စံသွားချီတောင်မှဘယ်သူမှပေးမှာမဟုတ်ဘူးအဲ့တော့သီလရှိတဲ့သူကိုချင်းတရားကောင်းတဲ့လူဆိုတော့ရုပ်ဘောကိုင်းဘက်ဒီပတ်ဝန်းကျင်ကယုံကြည်ကြတယ်ယုံကြည်တော့ကိုလိုအပ်တဲ့အကူအညီတွေကိုလည်းပဲလွယ်လွယ်ကူကူနဲ့ပေးကြတယ်အဲ့ဒီတော့ကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်တာပေါ့ဒါကြောင့်သီလပြည့်စုံခြင်းဟာဇီဝဥစ္စာတိုးတက်ခြင်းဆိုတဲ့အကျိုးကိုဖြစ်စေနိုင်တယ်ဒုတိယမြောက်အကျိုးတရားကတော့ကောင်းတဲ့ကြော်စောခြင်းကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းအရာကိုပတ်ဝန်းကျင်ကအကောင်းမဲ့ပြောကြတာပါပဲဘယ်သူပဲပါကတော့ကိုချင်းတရားကောင်းလိုက်တာသီလဖြူစင်လိုက်တာနဲ့သူ့ရဲ့ကောင်းတဲ့နေကြော်စောသွားတယ်ကောင်းတဲ့နေပြန့်နှံ့သွားတယ်လူတဲ့လူချင်းဆောင်းဆိုတာအဓိကအဖြစ်တော့ကိုချင်းသီလရဲ့ဂုဏ်တဲ့မှာပဲလောကမှာဒါနကောင်းမှုစိတ်မပြုလို့ဒါတော့နှမျောတွန့်လို့တဲ့စိတ်တွေအာကြီးနေလို့လောဘတွေအာကြီးနေလို့မျက်စရိယတွေအာကြီးနေလို့သမထဘာဝနာဂုဏ်တော်မေတ္တာစတဲ့သမထဘာဝနာတွေမပွားများလို့လည်းပဲသိပြီးတော့မကဲ့ရဲ့ကြသေးပါဘူးဝိပဿနာလုပ်တွေအာမထုတ်လို့လည်းပဲပတ်ဝန်းကျင်ကသိပြီးတော့မကဲ့ရဲ့ပါဘူးကိုချင်းသီလပြက်ပြီးကိုချင်းသီလတွေဖောက်ပြန်ပြီးယုံမာပြီးဆိုရင်တော့ကဲ့ရဲ့ကြတော့တာပါပဲငကူကအတင်းမပြောတတ်တဲ့သူတော်မှထက်ရွာထဲမှာကိုချင်းသီလတင်းရတာဖောက်ပြန်တဲ့သူတွေ့ပြီဆိုရင်တော့ငကူကအတင်းမပြောတဲ့သူတော်မှအတင်းသူ့အပြစ်ပြောခြင်းစိတ်ကတော့ပေါက်လာသေးတာပဲနော်ဒါကြောင့်ကိုချင်းသီလပျက်စီးပြီဆိုရင်မကောင်းတဲ့နေပဲထွက်တယ်ကိုချင်းသီလလုံခြုံမှသာကောင်းတဲ့နေကြော်စောပါတယ်ကောင်းတဲ့ကြော်စောပြီဆိုတော့ကောင်းတဲ့ရှိတဲ့ပုဂ္ဂိုလ်ရဲ့ထံကိုသူတော်ကောင်းများကလည်းချင့်ကပ်ကြပါတယ်
သူတော်ကောင်းပုဂ္ဂိုလ်များကချင်းကပ်ကြပြီဆိုရင်ကိုချင်းသီလမကောင်းတဲ့သူနဲ့ကောင်းတဲ့သူဆိုရင်ကိုချင်းသီလရှိတဲ့သူရဲ့ထံကိုပဲချင်းကပ်ခြင်းကြပါတယ်အလူခံကြရှိရင်လည်းပဲကိုချင်းသီလရှိတဲ့သူစီမှာပဲအလူခံခြင်းကြပါတယ်တရားဟောကြရှိရင်လည်းကိုချင်းသီလရှိတဲ့သူကဟောခြင်းကြပါတယ်တရားပြပေးဖို့ဆိုရင်လည်းပဲကိုချင်းသီလရှိတဲ့သူကိုပဲတရားပြပေးခြင်းကြပါတယ်ကိုချင်းသီလရှိတဲ့သူအပေါ်မှာသာပညာရှိသူတော်ကောင်းများကအထူးတလဲချီးမြှောက်ခြင်းကြတာပါအကောင့်တဲ့ယရနာရှိရယရနာလာဆိုတာလို့ပေါ့လေအကောင့်တဲ့ရှိတဲ့နေရာကိုအကောင့်တွေကရောက်လာကြတာပါပဲကောင်းတဲ့ရှိတဲ့ကောင်းတဲ့ကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ရဲ့ဓမ္မကိုကောင်းတဲ့ပိုင်ဆိုင်တဲ့သူတော်ကောင်းပုဂ္ဂိုလ်များကချင်းကပ်ရောက်ရှိလာကြတော့တာပါပဲသီလမရှိတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဥစ္စာကိုသီလရှိတဲ့ပုဂ္ဂိုလ်များပညာရှိသူတော်ကောင်းများကလုံးဝလိုချင်စိတ်မရှိကြဘူးလူနာရဲ့လက်ထဲမှာရောက်သွားတဲ့စားပွဲဘောဇင်လိုပါပဲငါကဘလောက်ကောင်းတဲ့အစားအသောက်ပဲဖြစ်ဖြစ်ဘလောက်တန်ဖိုးကြီးတဲ့အစားအစာဘလောက်အရသာရှိတဲ့အစားအစာပဲဖြစ်ဖြစ်လူနာရဲ့အကြီးအရွယ်တွေနဲ့ပေးကြံနေတဲ့လူနာရဲ့လက်ထဲရောက်သွားပြီဆိုရင်ဘလောက်အဖိုးတန်တဲ့ဘလောက်ရသာရှိတဲ့မုံပဲဖြစ်ဖြစ်စားကြင်ကြသေးလားမစားကြတော့ဘူးဘလောက်ငါကဘလောက်ကောင်းတဲ့မုံပဲဖြစ်ဖြစ်လူနာရဲ့လက်ထဲမှာတင်လိုက်ပြီးရောက်သွားပြီဆိုရင်တော့မစားကြတော့ဘူးဒါပေမဲ့ဘယ်သူတော့စားကြတယ်လဲဆိုတော့သူ့လိုလူနာရှိတဲ့လူချင်းချင်းတော့စားကြကြမှာပေါ့နော်အဲဒီလိုပါပဲသီလမရှိတဲ့ပုဂ္ဂိုလ်ရဲ့သီလပြည့်ခြင်းကိုယဉ်နှီးပြီးတော့ရထားတဲ့ပစ္စည်းဥစ္စာတွေကိုသီလရှိတဲ့ပုဂ္ဂိုလ်များသီလကိုတန်ဖိုးထားတဲ့ပညာရှိသူတော်ကောင်းများကလုံးဝမလိုချင်ကြပါဘူးလုံးဝမစားသုံးချင်ကြပါဘူးလုံးဝအလူမခံချင်ကြပါဘူးလူနာရဲ့လက်ထဲမှာရောက်နေတဲ့စားပွဲဘောဇင်ကဲ့သို့အသုံးဆောင်ပစ္စည်းကဲ့သို့ပဲသဘောထားတော်မူကြပါတယ်ထိုသူကဲ့သို့သီလမရှိတဲ့ပုဂ္ဂိုလ်အလားတူကိုကျင့်တရားဖောက်ပြန်နေတဲ့ပုဂ္ဂိုလ်တွေကတော့သီလမရှိတဲ့သူရဲ့ပစ္စည်းလည်းမျက်စောင်းထိုးခြင်းထိုးမှာပေါ့နော်သီလရှိတဲ့သူကတော့သီလမရှိတဲ့သူရဲ့ပစ္စည်းကိုမမောပါဘူးသီလရှိတဲ့သူကလှူဒန်းလို့စားရမယ့်စက်သားဟင်းကိုပညာရှိသူတော်ကောင်းများမမောပါဘူးသီလရှိတဲ့သူကကျွေးတဲ့ချင်မောင်ဟင်းလေးကိုပဲမမောကြပါတယ်မမောတယ်ဆိုလို့လဲလောဘကိုဆိုလိုတာမဟုတ်ဘူးနော်သူနေရာနဲ့သူဒါကြောင့်သီလရှိတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့ကြော်စောတယ်ကောင်းတဲ့ကြော်စောတဲ့အတွက်ကြောင့်သူတော်ကောင်းတို့ရဲ့ချီးမြှောက်ခြင်းကိုလည်းခံယူရပါတယ်ခုနပြောခဲ့တဲ့ဇတ်တော်မှာပါတဲ့လူချစ်လူခင်ပေါ်များခြင်းဆိုတာလဲဒီကောင်းတဲ့ကြော်စောခြင်းဆိုတဲ့အကျိုးတရားတွေမှာပဲပေါင်းထည့်လို့ရပါတယ်တတိယမြောက်အကျိုးကတော့ဘယ်ပရိသတ်ထဲပဲသွားရဲရဲတင်းတင်းသွားရဲပါတယ်ကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်ဟာမင်းပွဲဆိုပွဲဝင်လည်းပဲရဲရဲရှင်းရှင်းပါပဲတထေးပွဲတကြွယ်ပွဲဝင်လည်းပဲရဲရဲရှင်းရှင်းပါပဲပညာရှိပွဲပညာရှင်ပွဲဝင်တယ်တော့လည်းရဲရဲရှင်းရှင်းပါပဲဘယ်ပိဋကတ်ထဲပဲသွားရမျက်နှာလေးငယ်ပြီးတော့မကြည့်မလင်းမျက်နှာမသားမရနဲ့ဝင်ရတယ်ဆိုတာမရှိဘူးပြည့်စုံစာမပြည့်စုံရင်ဒီအဝတ်စားလေးနွားရင်နွားနေပါစေကိုချင်းသီလကောင်းတယ်လို့ကိုယုံကြည်နေတဲ့လူတယောက်ဟာဘယ်လူတော်တွေပဲသွားမျက်နှာကြည်ကြည်လင်းလင်းပြုံးပြုံးရွှင်ရွှင်ရဲရဲတင်းတင်းနဲ့သွားရဲပါတယ်သတုထမြောက်အကျိုးကတော့မတွေ့မဝေသေးရခြင်းကိုချင်းသီလလုံခြုံနေတော့နောင်တတစ်ဖန်ပူပန်စရာတွေမရှိတော့ဘူး။အော်ငါမှကိုချင်းသီလပျက်စီးသွားလေခြင်းမလုံးသနာလုံးမိလေခြင်းစသည်အဖြစ်နောင်တပူပန်ခြင်းနှလုံးမသားမရခြင်းဆိုတာမရှိတဲ့အတွက်ကြောင့်စိတ်ကလေးကကြည်လင်ပြီးတော့နေတယ်။ဒါကြောင့်သေဂန်ဒီမှာကိုသီလလေးဆင်ញင်လိုက်တာနဲ့ဒါနကောင်းမှုတွေဘာဝနာကောင်းမှုတွေအထူးမရှိတောင်မှကိုသီလလေးကိုပြန်ဆင်ញင်လိုက်တာနဲ့ကြည်လင်တဲ့စိတ်ကလေးဖြစ်ပြီးတော့ချမ်းချမ်းသာသာသိဆုံးရပါတယ်။၅ခုမြောက်ကျိုးတရားကတော့ကောင်းရာသုဂတိရောက်ရခြင်း။သိတဲ့အချိန်မှာကြည်ကြည်လင်လင်လေးနဲ့သိရတယ်ဆိုတော့ကောင်းရာသုဂတိပဲရောက်တော့မှာပေါ့။ကြည်လင်သောစိတ်နဲ့သိလို့ရှိရင်ကောင်းရာသုဂတိရောက်တယ်။ဉာဏ်သောစိတ်နဲ့သိလို့ရှိရင်မကောင်းတဲ့ဒုက္ခတိဘဝကိုရောက်တတ်ပါတယ်။သီလရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမကြည်လင်တဲ့စိတ်ဉာဏ်နဲ့စိတ်နဲ့သိဆုံးရခြင်းမရှိဘူး။အမြဲတမ်းကြည်လင်တတ်ရှင်းဖြူစင်တဲ့စိတ်ဓာတ်နဲ့ပဲသိဆုံးရတဲ့အတွက်ကြောင့်ပေလွန်သွားတဲ့အခါမှာလည်းပဲကောင်းရာသုဂတိကိုသာရောက်ရပါတယ်။သီလရဲ့အကျိုးတရားအကျဉ်းချုပ်ဘယ်နှပါးလဲလဲ။၅ပါး၁စီဝဥစ္စာပြည့်စုံခြင်း၂ကောင်းတဲ့ကြော်စောခြင်း၃ဘယ်ပိဋကတ်ထဲမဆိုရဲရဲဝံ့ဝံ့ချင်းကပ်ရခြင်း၄မတွေ့မဝေသေးရခြင်း၅ပေလွန်ပြီးနောက်ကောင်းရာသုဂတိရောက်ရခြင်းလို့အကျိုးတရား၅ပါးအကျိုးတရားသီလရဲ့အကျိုးတရားကတော့အသိချင်းအနန္တပါပဲ
တရားပေါင်းစုလိုက်တော့ဒီ၅မျိုးထဲမှာအကားလုံးအကျုံးဝင်သွားပါတယ်သို့သောဒီအကျိုး၅မျိုးသည်လောကီအကျိုးများသာဖြစ်ပါတယ်လောကုတ္တရာအကျိုးဘက်ကကြည့်မယ်ဆိုရင်လည်းပဲသီလဟာအဝိပ္ပတိတာရအတွက်ကျေးဇူးပြုပါတယ်သီလရှိတဲ့ပုဂ္ဂိုလ်ဟာအဝိပ္ပတိတာရဆိုတာဝိပ္ပတိတာရဆိုတာကနောင်တတဆံပူပန်တာနှလုံးမသားမယာဖြစ်တာသီလရှိပြီဆိုရင်နောင်တပူပန်ခြင်းဆိုတဲ့သဘောနှလုံးမသားမယာဖြစ်ခြင်းဆိုတဲ့သဘောမရှိတော့ဘူးစိတ်မသားမယာမဖြစ်တော့စိတ်ကြည်ကြည်လင်လင်ပဲဖြစ်ပါတယ်စိတ်ကြည်ကြည်လင်လင်ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဝမ်းမြောက်ခြင်းလို့ဆိုတဲ့ပတ္တတိဖြစ်ပါတယ်ဝမ်းမြောက်ခြင်းလို့ခေါ်တဲ့ပတ္တတိဖြစ်တဲ့သူရဲ့တဏ္ဍာမှာနှစ်တောက်ခြင်းဆိုတဲ့ပီတိဖြစ်ပါတယ်ပီတိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာချမ်းသာခြင်းလို့ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းလို့ဆိုတဲ့ဒုက္ခဖြစ်ပါတယ်ကိုယ်စိတ်နှစ်ပါးချမ်းသာပြီးတော့ဒုက္ခဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာစိတ်တည်ငြိမ်မှုလို့ခေါ်တဲ့တမာတိဖြစ်ပါတယ်စိတ်တည်ငြိမ်မှုတမာတိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာယထာဘုဒ္ဓဉာဏဒသနာလို့ခေါ်တဲ့ယုတ်တရားနံတရားတို့ရဲ့သဘာဝကိုရှိအတိုင်းအမှန်တိုင်းသိခြင်းဆိုတဲ့သစ္စာဉာဏ်ဖြစ်ပါတယ်ယထာဘုဒ္ဓဉာဏ်ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာနေတိတာလို့ခေါ်တဲ့အစဉ်မြင့်ဝိပဿနာဉာဏ်นี่ဖြစ်ပါတယ်ဝိရာဂလို့ခေါ်တဲ့ဝိပဿနာဉာဏ်ရဲ့အခြားဘက်မှာရတဲ့မဉ္ဇဉ်ဆိုတာလည်းဖြစ်ပါတယ်မဉ္ဇဉ်တည်းသောဝိရာဂဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဝိမု ക്തി လို့ခေါ်တဲ့ဖို့ဉာဏ်တွေလည်းပဲဖြစ်ပါတယ်ဖို့စိတ်တွေလည်းဖြစ်ပါတယ်အဲ့ဒီဖို့စိတ်လို့ခေါ်တဲ့ဝိမု ക്തി ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့နောက်မှာဉာဏဝိမု ക്തി ဉာဏဒသနာလို့ခေါ်တဲ့သစ္ဆကနာဉာဏ်တွေလည်းပဲဖြစ်ပါတယ်မဲ့ဖို့နိဗ္ဗာန်ကိုဆင်ခြင်နိုင်တဲ့ဉာဏ်တွေလည်းဖြစ်ပါတယ်ဒီတော့သီလရဲ့အကျိုးတွေကိုဆက်ပြထားတာအလယ်ကအချက်လက်တွေကိုကြော်ပြီးကြည့်လိုက်မယ်ဆိုရင်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာအရဟတမေအရဟဖို့နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဒီလိုအဓိပ္ပာယ်ရပါတယ်ဒါသီလရဲ့လောကုတ္တရာအကျိုးတရားပါပဲဒီတော့သီလဟာနိဗ္ဗာန်အထိရောက်စေနိုင်တယ်လို့ဆိုလိုတာပါပဲဒီနည်းပြောရင်တော့သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာယဟန္တာအထိဖြစ်စေနိုင်တယ်လို့ဒီလိုဆိုလိုတာပါနဲ့ယဟန္တာအထိဖြစ်စေနိုင်တယ်ဆိုမှတော့လောက၌အကောင်းဆုံးသောအရာဟာသီလလို့မဆိုတတ်ပေဘူးလားဆိုတတ်ပါတယ်သီလရှိမှနိဗ္ဗာန်ရောက်နိုင်တယ်ဆိုတဲ့အချက်ကိုပိုင်မှတ်ထားကြရမယ်တချို့ကနိဗ္ဗာန်ရောက်ဖို့တဲ့သီလမလိုပါဘူးသီလနဲ့နိဗ္ဗာန်မပို့စမ်းပါနဲ့ဒီလိုပြောတတ်ကြဒါကတော့အချိန်ရမှပဲဆက်ပြီးတော့ပြောပါမယ်သီလမရှိဘဲနဲ့နိဗ္ဗာန်မရောက်နိုင်ဘူးဆိုတာကိုခုနပြောခဲ့တဲ့သီလအကြောင်းအဝိပ္ပတိတာရဖြစ်တယ်အဝိပ္ပတိတာရအကြောင်းပတ္တတိဖြစ်တယ်ဆိုတဲ့အဆက်သွားမောက်တာဖြစ်တယ်ဆိုတဲ့အချက်လက်အဆက်နဲ့အစင်းနဲ့နောက်ဆုံးဝိမု ക്തി ဉာဏဒသနာတိဖြစ်သွားတယ်ဆိုတဲ့ဘုရားဟောပါဠိတော်ကိုအာယုံပြုပြီးတော့မိမိတို့သီလနဲ့နိဗ္ဗာန်မရောက်ပါဘူးနိဗ္ဗာန်ရောက်ဖို့တဲ့သီလမလိုဘူးဆိုတဲ့အယူဆမှားကိုပယ်နိုင်ရမယ်ဒီတော့သီလနဲ့ပတ်သက်လို့လောကီအကျိုး၅ခုပြောပြီးသွားပြီလောကုတ္တရာအကျိုးအနေနဲ့ယဟန္တာဖြစ်လို့နိဗ္ဗာန်ရောက်တဲ့အထိပြောပြီးသွားပြီအဲ့ဒါတွေမှားတာများနေသေးတယ်ဆိုရင်သီလရဲ့အကျိုးတရားကိုမြတ်စွာဘုရားတခွန်းနဲ့ဟောထားတာလေးရှိတယ်အမတန်ကောင်းပါတယ်ယန္တာဝိဒ္ဓများအားလုံးစက်ထားဖို့တောင်ကောင်းတယ်တချို့လည်းရပြီးသားဖြစ်မှာပါဣဇတိဘိက္ခဝေသီလဝတ္တောစီတောပဏိတိဝိသုဒ္ဓတ္တာကြားဘူးကြတယ်မဟုတ်လားဣဇတိဘိက္ခဝေသီလဝတ္တောစီတောပဏိတိဝိသုဒ္ဓတ္တာဘိက္ခဝေပိဋက၄ပါးจิตသားจิตသမီးတို့သီလဝတ္တောသီလရှိသောပုဂ္ဂိုလ်၏စီတောပဏိတိစိတ်ရတောင့်တမှုမှန်သမျှသည်ဣဇတိပြည့်စုံရပါပေ၏ကတမဘာကြောင့်ပြည့်စုံရတာလဲဆိုတော့ဝိသုဒ္ဓတ္တာစိတ်ဤစင်ကြယ်နေခြင်းကြောင့်သာလျှင်ဒီဝိသုဒ္ဓတ္တာကိုကျင့်သီလစင်ကြယ်နေခြင်းကြောင့်ဝိသုဒ္ဓတ္တာစိတ်ကလေးဖြူစင်တန်ရှင်းနေခြင်းကြောင့်သီလဝတ္တောသီလရှိသောပုဂ္ဂိုလ်ရဲ့စေတောပဏိတိစိတ်ရဲ့တောင့်တမှုမှန်သမျှသည်ဣဇတိကောင်းစွာမသွေပြည့်စုံရပါပေတည်းဒီတခွန်းကတော့အပြည့်စုံဆုံးပါပဲသီလရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်ရဲ့တောင့်တမှုမှန်သမျှအားလုံးပြည့်စုံနိုင်ပါတယ်။ဘာများလူသေးတော့မလိုတော့ဘူးနော်သီလရှိရင်စိတ်ရဲ့တောင့်တမှုတွေအားလုံးပြည့်စုံတယ်ဆိုမှတော့ဘာမှမလိုတော့ဘူးပေါ့မလိုတော့ဘူးဆိုရင်တရားဝဲပြီးအောင်ပေါ့နော်ဘာဖြစ်လို့အရှင်ဘုရားကတလားတောင်သီလအကြောင်းဒီနေ့လာဟောနေရတာလဲဆိုတော့ဒီနေ့တော်သလင်းလာပြီနေဆိုတော့ဘာအခါတော်နေ့တော့
ဥပုံနေကတော့လူတိုင်းသိတာပေါ့အခါတော်နေဥပမာဆိုတော့ဝါဆိုလာပြီဆိုရင်ဘာအခါတော်နေတော့ဓမ္မစကြာအခါတော်နေဝါကောင်လာပြီဆိုရင်မေတ္တာအခါတော်နေဟိုသတင်းကြိုလာပြီဆိုရင်အဘိဓမ္မာအခါတော်နေတစ္ဆာမုံလာပြီဆိုရင်အဲ့တော့ဈာတဲ့ကကြံတဲ့ဟာလေးပဲခုနကဗုဒ္ဓအခါတော်တမယအခါတော်နေလို့မရှိဘူးနော်ကဆုံလာပြီကိုတော့ဗုဒ္ဓနေလို့ရှိပါတယ်နော်ကဆုံလာပြီဆိုတာမြတ်စွာဘုရားပွင့်တော်မူတဲ့နေမလို့ဗုဒ္ဓနေလို့ခေါ်တာတော်တယ်လာပြီနေဘာနေလဲဘယ်သူမှမပြောနိုင်တော့ဘူးပေါ့နော်အမိန့်ရှိပါဗျာအမိန့်နေတာပဲလေတခါကြီးအမိန့်ရှိပါဆိုတော့ဟလာမိန့်နေတာအမိန့်ရှိပါဆိုတော့ဘာမိန့်ရမှမသိတော့ဘူးနော်အဲ့ဒါတရားနာပိတာအားလုံးကပန်းပြီးပြီပေါ့စဉ်းစားပါဦးနည်းနည်းလေးနော်သုံးနေတဲ့သူလိုက်ဖက်တဲ့တရားလေးဟောနေတာဆိုတော့ညံပါတဲ့သူဆိုတော့ရမ်းပြီးတော့ပြောလိုက်မှာပဲသီလခါတော်နေဆိုပြီးတော့နော်သီလအကြောင်းပြောနေတာကိုအဲ့ဒါသီလခါတော်နေလို့ပြောတဲ့ပုဂ္ဂိုလ်ဟာမှန်တာပါပဲအပြည့်စုံတိကျပြောမယ်ဆိုရင်တော့ဂရုဓမ္မအခါတော်နေဖြစ်ပါတယ်ဘာအခါတော်နေတယ်လဲတော်တလင်းလာပြီနေသည်ဂရုဓမ္မအခါတော်နေဖြစ်ပါတယ်ဂရုဓမ္မဆိုတာဘာလို့ဥပဒကတကကြီးတွေတော့အမှတ်လျှော့တော့မယ်နော်ဂရုဓမ္မတချို့ဆရာတော်ကြီးတွေသီလပေးပြီးဆိုလို့ရှိပါတယ်ဒီတရဏိနာတဟဂရုဓမ္မနေသသီလံသာရုကံကတဝအပမဒိနာတံပါတိထာတဲ့ကဲပါတော့ဂရုဓမ္မနေသသီလံဆိုတာဘာကိုပြောတာတော့ဒီတော့ဒီဘုန်းကြီးသီလကြောင့်ဟောတာမလွန်ပါဘူးနော်တို့ကဝိပဿနာတရားအဆင့်မြင့်နဲ့နာကျင်တာဒီဘုန်းကြီးကဘယ်နဲ့ဒီသီလကြောင့်လာဟောနေတယ်လို့ဦးဇင်းတို့ကအဲ့လိုမျိုးပြောမလားလို့နည်းနည်းလေးခက်ကြောက်ဖြစ်နေတာအခုတော့ဂရုဓမ္မမေးတာမရတာမကြောက်တော့ပါဘူးနော်ဂရုဓမ္မဆိုတာ၅ပါးသီလကိုပြောတာလေနော်ဂရုဓမ္မဂရုဆိုတာလေးလေးစားစားဓမ္မဆိုတာတရားလေးလေးစားစားကျင့်သုံးရမယ့်တရားကိုဂရုဓမ္မလို့ခေါ်တာခုနကဦးဇင်းတော်ကမြုပ်ွက်လေးနဲ့အစဖော်ပေးတာတန်ဃာတော်ဒီသီလပေးပြီးလို့ရှိရင်ပြောလေးရှိတယ်လေဆိုတော့အဲ့ဒါဘာသီလလဲဆိုတာကိုကတွေးရမှာနော်ဒီတဲ့နေနာသာဂရုဓမ္မနေသသီလံဆိုတာဂရုဓမ္မနေသသီလလို့ခေါ်ပါတယ်၅ပါးသီလကိုဂရုဓမ္မလို့ဘာကြောင့်ခေါ်တယ်လဲဆိုတော့အထူးလေးစားပြီးကျင့်ရမယ်တရားမို့လို့မိမိတို့ရဲ့ခေါင်းပေါ်မှာရှိတဲ့သဘင်လိုအလေးထားပြီးတော့ကျင့်ရမယ်တရားမို့လို့ဂရုဓမ္မလို့ခေါ်တာပါမွေးလာကြတဲ့မိမိတို့ရဲ့ခေါင်းမှာပေါက်လာတဲ့သဘင်တည်တဲ့ချိန်ထိဆိုတာထားလိုက်ဦးပေါ့လေအခုချိန်ထိကျမ်းနာပေးတယ်များခေါင်းပေါ်ချရလားမချပါဘူးနော်သဘင်ရှိလို့ရိတ်တာပဲရှိမယ်ပေါ့သဘင်နဲ့တစ်ချောင်းမကြအကောင်လုံးနှုတ်ပြီးတော့ပြောင်းသွားအောင်လုပ်လိုက်တယ်လို့ရှိလားမရှိပါဘူးဦးဇင်းတို့ဆိုအခုခေါင်းရိတ်ထားတာပြောင်းနေတာပဲနော်ဒါပေမဲ့သဘင်မရှိဘူးလားရှိပါတယ်သဘင်တိုးနေတာပဲရှိတာနော်တရားနာပေးတယ်များလောကမှာကထုံးဆိုတာရှိလားမြင်ဘူးလားကထုံးကထုံးရလို့မရှိဘူးနော်ကထုံးလူမျိုးကထုံးလူဆိုတဲ့ကထုံးတက်တက်ကတော့မရှိရိတ်လို့ပြောင်းတာပဲကထုံးခေါ်တာမလားနော်ကထုံးဆိုတာဘာတော့ရိတ်လို့ပြောင်းတာကိုကထုံးလို့ခေါ်တာနော်သဘင်တွေကိုပြောင်းနေအောင်ရိတ်လိုက်တာကိုပဲကထုံးလို့ခေါ်တာသဘင်မရှိတဲ့သူမဟုတ်လားသဘင်ရှိပါတော့ရှိတာပေါ့နော်သဘင်လေးတွေတိုးပြီးတော့နေလို့ဒီတော့မွေးလာကြတဲ့ကမိမိရှိတဲ့ခေါင်းပေါ်ကသဘင်ကိုသေတဲ့အထိဘယ်သူမှမချဘဲနဲ့ဥထိတ်မှာအမြဲတမ်းရွက်ထားသလိုအမြဲတမ်းတင်ထားသလိုပဲငါးပါးသီလဆိုတဲ့ကိုချင်းတရားကိုလည်းပဲခေါင်းပေါ်ကသဘင်လိုပဲအလေးနဲ့ထားပြီးတော့စောင့်ရှောက်ကျင့်သုံးရမှာမို့လို့ငါးပါးသီလကိုဂရုဓမ္မလို့ခေါ်ပါတယ်နောက်တနည်းအားဖြင့်လဲနေသသီလနေသဆိုတာဘာလို့မြဲတာနော်အဲ့တော့အမြဲတမ်းကျင့်ရမယ့်တရားအမြဲတမ်းကြည့်ရမယ့်တရားဆိုတော့ဘာဥပမာနဲ့ပြောလို့ရှိတော့ရတဲ့မှာ၅ပါးသီလဘယ်လိုမြင်ရမလဲတော့ခ
Kawe Basuketu, Kawe Loniketu, Kawe Basuketu, you media don't have a sign with him, no? Do have so much what does it? There are Kawe Loniketu, Kawe Getu, and all about you, body, no? There are Kawe Basu, Kawe Loniketu, and yet, Painting sunshine, I met the Yamu level, Nisa, Dila. You will come out with her over. Set that joke that you got Sabida, this only change to the Lucilla. Lucy Maleve Kawu go with her ababe. Lugoya Maleve Lumamelos will cow with Chota Lucilla. The Shibabu. Now so, Nya 8 days, Chimadama Kawu Pisogo would be the Mabe, Ijaya Babe. Did I see the message Goya Mabe, Kawu Piso Kawu Lonigo, Barama Machu the Lue, Nava Tila Sure, Gojan Tiago Leve. Dimia Dane Kana, Dime, Nida, Baroma, Machu Pene. Dimia Yona Kana Sema, Nieran King one near on Juza Delomolo Tugu, Badila Lucole, Nisa Dila, Garudama Moguno, Nieran Chin, Kawu Basogedu, a Nieran Chin, Nisa Dila. Kaumoga Zavengedu, a Miera, Alina Tabido, Elisa Zane, Uti Yetadenlo, Garudama, Dila Suragaro. To your diet for the day begaro a leave, a later would be Lalu Kora. By later lesser, Lumudine, Midi Bada when I, Tashi Ludaya look Shilayan, Lumayan Tiam at the Yamalo Dugo, Tilalu Kora, Tila Sura Ali. Tajamalo, Ava Dilago, Garudama, Nisa, Tilalu Kovare. Now the Navi Negura, Garudama, Nisa Dila, Caronilu, Shishi, Majoba, Luyan to Shena Blule. Blue Cordele, Southern Lavi Nego, Garudama, Caroni, Mamezidano, Diana Bidana. Rakuna, Zamola Vini, Bani Lesser, Tiana, Rusenza, and Lessons at Hatia thing and in Mimaveno, Aramapina, now need Lama Horo, you know. Era Garudama, a cardoni, then he found Gola Mesweno. Nava Bila Karoni Babe, Bakaronile Nava Bila Karoni Nava Bila Karoni, my Jimbare, Deawema, Tila, a John Hora, Uzenu Lonola Maloma Uno, Malomuzra, Nabama Bubido, Tenshala Lime, Nava Bila Yejira, Nava Bila Veshidora Garutama Karoni, Tania Leve, Guru Dama Karoni, Lule Kovari, Guru Dama Sura. Guru Suraga, Guru Dainari, Dhamma Suraga, Jindone Dea. Guru Dainari, Jindonare, Dea Muruleve, Navadilago, Guru Dhamma, Guru Dainari, Dea Lutule Kovari. Tagara Nayanga, Pajida Boli, the Mabioni Messin, they see them, no? O Galinga Daima, Muri Kauno, Guru Dainga, Simbiro, Iwaviro, Lucane, Simbiro Yawimele, Moga, Maywawu. Nasona Guru Dainari, Janet, Tiago, Jima, Moyarome, Subiro, Kalinga Dainga, Pinyashi Bonariga, Guru Dainari, Janet, Tiago, Labiro Down, Ba Jenile, Sura. Arashimini, Tadana, Shimini, and Naro, Najene, the Guru Dama, Tiago, Tibu Sense Machina, Nama Bibia Dine, Mero Yisi Tadama, Mero Yigalangaro, the Guru Dama, Machusan Leguque. Idiaji Sitadama, Idiagale, Ishimena Sitadamane, a sense boli, Shimini about when set the out, a sense not like that, eh? They met Durugo, Matusan, they will Melonjon, they will look your Chatiha. The game of Susana, the game Melonjonam Hopabu, Turusitama, Damia, Pinira, Mada, Pitaja, Kalinga Danga, Binyashi, Bonamaga, Shenoha, T. Guru Damalu Kore, Nava Bilagu, Lonjondo Muda, Babi De, so we are adding Nava Bila, Tip Banadi Bada, will reminisce. Take a book, Nagugo, Guyu Bida Bajari. Erima, Guru Dainari, Janet, Diamolo Leveji, Nava Dilago, Pidaga Doma, Guru Dama, Kovare, Lucole. Paladian, Gina the lesson, Shiminiga, Dugu, Nava Dila, Maloma, Ulu Bura, Bajang Lelu, Suro. Tene, Nayan Yama, Yabi Boy Jambaro, you got manners and gentle like that. To be like them, Yaga. She ran the Kuda with Jadware. Jadora do Dania Pete, or Napja like them, Niaga, Yiganema Shire, Nadolagon, Basonoragon, either about the Gangango, Tini Vido, Nadum Bobuson, either about the Kuguro, the Gangono,
သေသွားပြီထင်ပါရဲ့ဆိုပြီးတော့သူ့ကိုယ်သူပါဏာတိပါဒသိက္ခာပုကျူးသွားပြီလို့သူကထင်နေတာနော်ဒါကြောင့်မလို့ငါ၅ပါးသီလမလုံးဘူးကွယ်ငါမြားပြက်လိုက်တာငါပြက်တဲ့မြားရည်ထဲကျသွားဘူးတဲ့တတ္တဝါတကောင်ကောင်သေသွားပြီထင်တယ်ဒါကြောင့်ငါ၅ပါးသီလမလုံးဘူး၅ပါးသီလသိက္ခာပုငါရည်မပေးပြစေနဲ့မေတော်ကြီးသွားပြောမေတော်ကြီးစီသွားကူမေတော်ကြီးကလည်းငါတော့မလုံးဘူးကွယ်တဲ့ဘာလို့လဲဆိုတော့သူကလည်းတခါတော့အဖိုးတသိန်းထိုက်တန်တဲ့စံတကူနှစ်စံတကူနန္တာအနှစ်နဲ့အဖိုး1000ပဲထိုက်တန်တဲ့ရွှေပန်းကိုင်လေးတစ်ခုရတယ်ရတော့ရှင်ဘုရင်ကြောကတော့ဘုရင်ကြောပဲလေသူကပြည့်စုံပါတယ်ဒါကြောင့်သူ့ကိုတော့အဖိုး1000တန်နဲ့ရွှေပန်းကိုင်လေးပဲပေးမယ်သားအငယ်အင်းရှင်မင်းသားရဲ့ကြောကတော့ရွှေမငယ်ကတော့သူကတော့အင်းရှင်မင်းသားကြောဆိုတော့ဘုရင်ကြောလောက်တော့မပြည့်စုံဘူးသူကတော့အဖိုးတသိန်းထိုက်တန်နဲ့စံတကူနှစ်ကလေးပေးမယ်ဆိုပြီးတော့အဲ့ဒီလိုပေးလိုက်မိတယ်ပေးပြီးမှနောင်တရတယ်ဩသူကသူပြည့်စုံတာမပြည့်စုံတာကမဆိုင်ဘူးအသက်ကြီးတဲ့သူဂုံကြီးတဲ့သူကိုပုံတန်ဖိုးကြီးတဲ့ဟာပေးတဲ့နာပဲဘယင်ကြောကိုပေးရမယ်ဟာကိုအင်းရှင်မင်းသားကြောပေးလိုက်မိတယ်အင်းရှင်မင်းသားကြောပေးရမယ်ဟာဘယင်ကြောကိုပေးလိုက်မိတယ်အဒိဏဒါနများဖြစ်နေလေမလားဆိုပြီးတော့အဲ့ဒါသူ့ကိုယ်သူ၅ပါးသီလမလုံးဘူးလို့တန်တရားဖြစ်တယ်တကယ်တော့၅ပါးသီလမလုံးတာမဟုတ်ပါဘူးနော်ဘာအပြည့်မှမသိပါဘူးခုနရှင်မင်းကြီးကလည်းပဲပေစေလိုတဲ့စေတနာမပါတဲ့အတွက်ကြောင့်တတ္တဝါရှိတယ်ဆိုတဲ့အမှတ်ပညာလည်းမရှိပါဘူးပါဏာတိပါဒတစ်ခုကျူးလွန်မှုအပြစ်တင်သွားဖို့ဆိုတာကလည်းအင်္ဂါရက်တည်ရှိပါတယ်အဲ့ဒီအင်္ဂါရက်တွေကိုကိုယ့်အကူလေ့လာကြပြီးတော့နော်အဲ့တော့မိဖုရားမေတော်ကြီးကမိဖုရားကြီးလှလိုက်ပြန်ရောမိဖုရားကြီးကလည်းပဲငါတော့သီလမလုံးဘူးကွယ်ငါးပါးသီလတိတ်မဖြူစင်ဘူးဘာလို့တော့ဒီနေ့တော့သူ့ရဲ့မောင်တော်ရှင်မင်းကြီးနဲ့မတ်တော်ဖြစ်တဲ့အင်းရှင်မင်းသားတို့တိုင်ခံလှဲ့ရတော့ဒေသာပနင်းကနေလှမ်းကြည့်လိုက်တယ်လှမ်းကြည့်လိုက်ပြီးတော့အင်းရှင်မင်းသားလေးရဲ့ချောမောတင့်တယ်တာလေးကိုကြည့်ပြီးတော့သူနဲ့သာဆိုရင်လို့ဒီလိုတွေးလိုက်မိတယ်အရှင်မင်းကြီးနိုင်ရွာဆန်းသွားလို့များအင်းရှင်မင်းသားလေးနဲ့ငါနဲ့များဖိညာလက်ထပ်ပြီးတော့သူနဲ့သာဒီလိုတိုင်ခံလှဲ့လိုက်ရမယ်ဆိုရင်တော့ဆိုပြီးတော့သူကလည်းပဲအင်းရှင်မင်းသားမတ်တော်အပေါ်မှာသူနဲ့သာဆိုရင်ဆိုတဲ့အတွေးလေးဝင်ခဲ့မိတဲ့အတွက်ကြောင့်ကာမေတုမိစ္ဆာစာရများဖြစ်လေမလားလို့သူ့ကိုယ်သူတန်မြတ်ဖြစ်နေမိပါတယ်တဲ့တကယ်တော့မဖြစ်ပါဘူးစိတ်ထဲကနေပြမမိုံလေးနဲ့ကာမေတုမိစ္ဆာစာရသိက္ခာပုမညှိုးနှွမ်းပါဘူးเนาะသို့တော်လည်းပဲသူတို့ဟာငါးပါးသီလဘယ်လောက်ထိအောင်ဖြူစင်ကြတယ်လဲဘယ်လောက်ထိအောင်လုံခြုံကြတယ်လဲဆိုရင်ငါးပါးသီလပြတ်ပါတယ်လို့ပြောလို့မရတဲ့အဖြစ်ကလေးတွေကိုတောင်မှငါးပါးသီလပြတ်တယ်လို့သူတို့စိတ်ထဲမှာထင်ရလောက်အောင်လုံခြုံကြတယ်ဒီချက်ကိုပြောချင်တာပါပဲငါးပါးသီလအကျွမ်းမဲ့ဖြူစင်ကြတယ်ဆိုတာကိုပေါ်လွင်အောင်လို့မြတ်စွာဘုရားကဒီဇတ်တော်ပြန်ပြောပြတာဖြစ်ပါတယ်ကိုလွန်ကျူးခဲ့တဲ့ဟာတွေပြန်တွေးပြီးတော့နောင်တရနေဖို့ပူပန်နေဖို့မလိုပါဘူးဒီဇတ်တော်မှာပါတဲ့နောက်17ယောက်ဆိုတော့နောက်ထပ်10ယောက်ကြံသေးတာပေါ့အဲ့ဒီအကြောင်းလေးတော့950စာအုပ်မှာသာဖတ်ကြည့်ကြပြီးတော့เนาะကြမ်းမဲ့ညွှန်းတော့မှဒီနေ့ကတော့ကြမ်းညွှန်းတရားပဲเนาะအဲ့တော့ငါတော့ပြန်တွေးကြည့်လိုက်တော့ကိုယ့်ဘဝကိုငါဘယ်တော့ငငယ်တော့လည်းဘယ်သူဘာတတ်ခဲ့ဘူးလဲငါလေးတွေဘယ်လိုတတ်ခဲ့ဘူးလဲဘာလေးတွေဘယ်လိုတတ်ခဲ့ဘူးလဲသူမဲ့ပစ္စည်းလည်းပဲအိမ်ကအမေပစ္စည်းငါမပြောပဲယူခဲ့ဘူးလဲစသည်အဖြစ်ပေါ့လေငါးပါးဒီကမလုံခဲ့တဲ့ဟာတွေပြန်တွေးပြီးတော့ခုနဇတ်တော်ထဲမှာပါသလိုတန်တရားဖြစ်နေဖို့ဟောတာမဟုတ်ပါဘူးဇတ်တော်မှာလည်းပဲသူတို့တွေဟာတန်တရားဖြစ်ပြီးပူလောင်နေကြတယ်လို့ဆိုလိုတာမဟုတ်ပါဘူးတိုင်းတစ်ပတ်ကငါးပါးဒီလာတောင်းတဲ့အခါမှာအဖြူစင်ဆုံးအတန်ရှင်းဆုံးသူအဖြစ်နဲ့ပေးခြင်းလို့သာစကားအရပြောကြတာပါနော်အဲ့တော့တရားနာပိဋကများလည်းပဲကိုယ်ဒီလာကိုယ်ဘဝကိုပြန်တွေးလိုက်တော့ဩငါမှငါဆိုတော့ခုနေတော့တရားနာပိဋကများကိုမေးမယ်ဆိုတော့ကိုငါးပါးဒီလာလုံနေလို့ပြောရလားဆိုလို့ရှိရင်မပြောရဘူးလို့ပဲပြောကြမှာပဲနော်အမှန်ကတော့ပြောရရမှာအခုတရားနာပိဋကများငါအခုချိန်မှာငါးပါးဒီလာလုံနေကြလားလုံပါတယ်နော်ခုန7ပါးသီလကြီးတောင်ယူထားတာ3ပါးတောင်ပို့သေးတယ်နော်အဲ့တော့ကိုဘယ်အချိန်မဲမေးပေါ့လေသူများမေးမှမဟုတ်ဘူးကိုဘယ်အချိန်မေးကြည့်5ပါးသီလလုံနေသူအမြဲတမ်းဖြစ်နေဖို့လိုအပ်ပါတယ်အဲ့ဒီလို5ပါးသီလလုံနေသူဖြစ်ဖို့အတွက်ဆိုရမနဲ့အိယာထမျက်နှာသိပြီးတာနဲ့ဒီဘက်နဲ့5ပါးသီလယူနေတိုင်းယူပါမှာနော်ငါမကျိုးမှမကျိုးပဲဆိုပြီးတော့မယူပဲမနေရဘူးကျိုးမှမကျိုးပဲဆိုလည်းမရှိတော့ပါဘူးလေအဲ့ဒါမနေ့ရထားမျက်နှာသိပြီး5ပါးသီလယူဆိုတော့မနေ့9နာရီလောက်ယူထားတဲ့ဆိုရင်6နာရီလောက်ကျတော့ပြန်စဉ်းစား1နာရီမနေ့က9နာရီ5ပါးသီလယူထားတယ်အခု1နာရီတွင်းလုံခြုံရဲ့လားပြန်စဉ်းစားကြည့်လိုက်
ကြည့်လိုက်တော့ချင်းတကောင်ရိုက်မိတယ်ဆိုပါစို့ငါပါဏာတိပါဒကျိုးသွားပြီချင်းတကောင်ရိုက်ပြီးတာနဲ့ဒီပိုင်းနဲ့ထဲအသစ်ပြန်ဆောက်ပြီးလိုက်ပေါ့ကျိုးသွားပြီဆိုတော့ပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိအဲ့ဒီတစ်ခုပဲပြန်ဆောက်တည်ပါနောက်၄ခုဆိုစရာမလိုပါဘူးနော်ငါးပါးသီလကတပေါင်းနဲ့ဆောက်တည်ရင်တော့တစ်ခုကျိုးရင်၅ခုလုံးကျိုးတာပဲတဏှာကုံသုံးပါးနဲ့တကွာ၅ပါးသီလကိုဘုရားကြီးတို့ဆောက်တည်ပါတယ်ဘုရားဆိုတော့အကုန်လုံးပေါင်းပြီးတော့အတူတူဆောက်တည်ထားရင်တော့တစ်ခုကျိုးရင်၅ခုလုံးကျိုးပါတယ်ပါဏာတိပါဒအရိနာဒါနာစသည်အပြင်တစ်ခုချင်းခွဲပြီးဆောက်တည်ထားရင်တော့တစ်ခုကျိုးရင်အဲ့ဒီတစ်ခုပဲကျိုးပါတယ်ကျန်တဲ့၄ခုကမကျိုးပါဘူးအဲ့တော့ချင်းတကောင်ရိုက်ပြီးတာနဲ့သတိဝင်လာပြီးတော့ငါ၅ပါးသီလကျိုးသွားပြီဆိုတော့တခါပြန်ဆောက်တည်တစ်ခုထပ်ဖြည့်ပါဏာတိပါဒဆောက်တည်ပြီးတော့နောက်ထပ်တစ်ကောင်မရိုက်မချင်းတော့၅ပါးသီလလုံနေသူဖြစ်နေတော့မှာပဲနော်နောက်ထပ်တစ်ကောင်ထပ်ရိုက်ရင်တော့ကျိုးသွားပြန်ပြီပေါ့နောက်ထပ်တစ်ကောင်ထပ်ရိုက်ပြီးဆိုရင်လည်းပြန်ဆောက်တည်ပေါ့ပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိတကောင်ရိုက်ပြီးတိုင်းတစ်ခါပြန်ဆောက်တည်တကောင်ရိုက်ပြီးတိုင်းတစ်ခါပြန်ဆောက်တည်ပေါ့အဲ့ဒါဆိုဆောက်တည်ပြီးတော့နောက်ထပ်တစ်ကောင်မရိုက်မချင်းတော့ပါဏာတိပါဒလုံနေသူဖြစ်သွားတာပါပဲအဲ့ဒီတော့ဒါဟာသီလနုတ္တိလည်းဖြစ်သွားပါတယ်ကိုယ်သီလကိုအမြဲတမ်းဆင်ခြင်နေတာအဲ့တော့ရိုက်လိုက်ဆောက်တည်လိုက်ရိုက်လိုက်ဆောက်တည်လိုက်လောက်ပါများတော့ကြာတော့မရိုက်ချင်တော့ပါဘူးချင်းတကောင်ကြိုက်လာလို့ရိုက်တော့မှကြံတဲ့တတိကအလိုလိုဝင်လာပြီဟိုချင်းရိုက်တာပါဏာတိပါဒဖြစ်မှန်သိရတဲ့နဲ့ဘာဖြစ်လို့ရိုက်ချင်နေရတာလဲရိုက်ပြီးရင်ပြန်ဆောက်တည်ရအောင်မယ်နမရှက်ဘူးလားဆိုတော့ကိုယ့်ကိုယ်အဲ့ဒီမှာရှက်စိတ်ဝင်လာပါတယ်သီလရဲ့နိကတ်သောအကြောင်းတရားဆိုတာဟိရိဩတ္တပပါပဲအရှက်မရှိအကြောင်းမရှိလို့သီလတွေပေါက်ဖြတ်ကြတာပါအဲ့တော့ရိုက်လိုက်ဆောက်ကြည့်လိုက်ဆိုတော့ကိုယ့်ကိုယ်ရှက်စရာကြီးဖြစ်သွားတာအခုပေးတဲ့အခုစနာရတဲ့ရည်စရာလေးဖြစ်နေတာကိုနော်ကိုယ့်ကိုယ်ရိုက်လိုက်ဆောက်ကြည့်လိုက်ရိုက်လိုက်ဆောက်ကြည့်ကြတော့ရှက်လာတော့မရိုက်ဖြစ်တော့ပါဘူးအဲ့ဒီလိုနဲ့ပဲငါးပါးသီလတကယ်လုံနေသူဖြစ်သွားတာပါပဲဒါကြောင့်ငါးပါးသီလအမြဲတမ်းလုံနေသူဖြစ်အောင်တတိယတိုင်းကိုယ်သီလကိုပြန်စစ်ပြီးတော့ကျိုးနေတာတွေ့ရင်ပြန်ဆောက်တည်အဲ့ဒီလိုပြုပြင်ပါအခုလာခဲ့တဲ့လမ်းလိုပေါ့လေလမ်းမှာကြိုက်နေကျင်းနေခွက်တွေဖြစ်နေတယ်ခြိုက်နေတဲ့နေရာကြောက်တုံးတွေကြောက်ခဲတွေထပ်ဖြစ်မယ်ကတ္တရာတွေထပ်ဖြစ်မယ်အဲ့ဒီလိုဆိုရင်ကြိုက်နေခြင်းတွေဖြစ်နေပါဦးမလားမဖြစ်တော့ဘူးနော်ကြိုက်ဖြစ်လိုက်ဖြစ်တဲ့နေရာပြန်ဖြစ်ကြောက်ကြီးတွေဖြစ်တဲ့နေရာကြောက်တွေပြန်ဖြစ်ဟာတိုင်းပြန်ပြီးတော့ဖြစ်နေမယ်ဆိုရင်ကွက်လက်ဖြစ်မနေတော့ဘူးပေါ့ဒါကြောင့်တရားနာပိဋကများကိုပြောချင်တာကကွက်လက်ကလေးဖြည့်ပေးပါလို့ပြောချင်တာပါနော်သီလတစ်ခုကွက်လက်ဖြစ်သွားတိုင်းအဲ့ဒီကွက်လက်ကလေးကိုပြန်ပြီးတော့ဖြည့်ပေးကြပါသိက္ခာပုဒ်တစ်ခုကျိုးတိုင်းအသစ်ပြန်ဆောက်တည်ပါဒါဆိုရင်ငါးပါးသီလလုံတဲ့ပုဂ္ဂိုလ်များဖြစ်သွားကြပါလိမ့်မယ်ဒါကြောင့်ငါးပါးသီလဆိုတာဟာနိစ္စသီလရှေ့မှာပဲဖြစ်ဖြစ်၊ကွယ်ရာမှာပဲဖြစ်ဖြစ်လုံခြုံအောင်စောင့်ထင်းရတဲ့သီလမလို့နိစ္စသီလလို့ခေါ်ပါတယ်လူရှိသူရှိမှာသီလလုံယုံနဲ့သီလလုံသူလို့သီလရှိသူလို့မခေါ်နိုင်သေးဘူး။ကိုယ်ရမှာလည်းလုံခြုံမှသီလရှိသူလို့ခေါ်နိုင်ပါတယ်။လူရှိသူရှိမှာသီလရှိယုံလေးနဲ့သီလရဲ့အကျိုးတရားတွေမခံစားရသေးဘူး။ကိုယ်ရမှာလည်းသီလရှိမှခံစားရတာ။လူမြင်မှကံရဲ့အကျိုးတရားဆိုတာသူများမြင်မှအကျိုးပေးတာမဟုတ်ဘူးနော်။သူများမြင်မမြင်မကောင်းတဲ့အလုပ်ဟာမကောင်းတဲ့အကျိုးပေးမှာပဲကောင်းတဲ့အလုပ်ကကောင်းတဲ့အကျိုးပေးမှာပဲကောင်းတဲ့အလုပ်လည်းလူသိအောင်ကြွားနေကြမလို့ကိုလို့တာကိုသိဖို့ပဲရည်ကြည်တယ်မကောင်းတာတွေရှောင်တာကိုလည်းသူများသိအောင်လုပ်ရှာမလို့ကိုယ်တိုင်သိဖို့သာအရေးကြီးပါတယ်တကယ်တော့စိတ်ကြွယ်ရရက်ဆိုတာလည်းမရှိပါဘူး၅ပါးသီလလုံခြင်းတယ်ဆိုရင်၅ပါးသီလလုံခြင်းရဲ့အကြောင်းတရားတစ်ခုအနေနဲ့ပြောချင်တာကတော့လောကမှာမကောင်းမှုပြုဖို့အတွက်စိတ်ကြွယ်ရအရက်မရှိဘူးဆိုတာလေးကိုနှလုံးသွင်းထားလိုက်ပါအဲ့ဒါဆိုရင်ငါးပါးသီလလုံတဲ့သူဖြစ်လာပါလိမ့်မယ်နတ္ထိလောကေသဟောနာမပါပကမ္မံပကုဝတ္တောပါပကမ္မမကောင်းမှုကိုပကုဝတ္တောပြုသောပုဂ္ဂိုလ်၏အတွက်လောကေလောက၌သဟောနာမစိတ်ကြွယ်ရရဲ့အမည်သည်နတ္ထိမရှိယောဧကံအမှန်ပင်ဖြစ်ပါပေတော့တည်းလောကမှာမကောင်းမှုပြုဖို့အတွက်စိတ်ကြွယ်ရအရက်ဆိုတာမရှိပါဘူးဘာလို့လဲဆိုတော့တတ္တဝါတွေစိတ်သုံးနေတဲ့နေရာဆိုတာရှိမှမရှိပဲသဘာဝအိမ်တိုင်းမှာကိုယ်တယောက်တည်းရှိတယ်ဆိုပေမဲ့လူအနေနဲ့သာကိုယ်တယောက်တည်းရှိတာလူမရှိပေမဲ့နတ်ကတော့ရှိတာပဲတော်တဲ့တောင်နဲ့တယောက်တည်းနေဆိုရင်ကိုယ်ပတ်ဝန်းကျင်ဘယ်သူမှမရှိဘူးလို့ကိုယ်ကထင်ပေမဲ့လူမရှိပေမဲ့နတ်ကတော့ရှိပါတယ်ဘယ်နေရာမှာဆိုလူမရှိပေမဲ့နတ်ရှိတာကြီးပါပဲလူမမြင်ပေမဲ့နတ်မြင်ပါတယ်ဒါကြောင့်အဲ့ဒီလိုမကောင်းမှုပြုဖို့အတွက်စိတ်ကြွယ်ရရက်မရှိဘူးဆိုတာကို
သဘောပေါက်လက်ခံထားမယ်ဆိုလို့ရှိရင်လည်းပဲသီလလုံခြုံတဲ့ပုဂ္ဂိုလ်ဖြစ်လာတော့တာပါပဲဒါနဲ့ပတ်သက်လို့ဇတ်တော်ကတော့တရားနာပိဋကများအားလုံးသိပြီးသားပါပဲနော်ဘုရားလောင်းမြတ်စွာဘုရားလောင်းတက္ကသိုလ်ပြည်မှာပညာသင်စဉ်ကတက္ကသိုလ်ဆရာကြီးကသူ့ရဲ့သမီးကိုဘယ်သူနဲ့ပေးစားရပါမလဲဆိုပြီးတော့သူ့သမီးပေးစားနိုင်ဖို့အတွက်ငါရဲ့သမီးကိုလိုချင်တဲ့သူဟာမိမိရဲ့အိမ်မှာရှိတဲ့အမတန်ကောင်းတဲ့အဝတ်အထည်တွေကိုဘယ်သူမှအသိမပေးဘဲနဲ့ယူလာခဲ့ကြပါအဲဒီလိုပြောတော့ကြံတဲ့သူတွေကတော့အိမ်မှာရှိတဲ့အဝတ်ထည်အကောင်းဆုံးအဝတ်ထည်တွေကိုအိမ်မှာရှိတဲ့မိသားစုအသိမပေးဘဲနဲ့ခိုးယူလာကြတယ်ဘုရားလောင်းကျောင်းသားကတော့ယူမလာဘူးဘာကြောင့်ယူမလာလဲဆိုတော့လောကမှာမကောင်းမှုပြုတ်တဲ့စိတ်ကြွယ်ရရက်ဆိုတာမရှိဘူးဆိုတာသဘောပေါက်ထားလို့ပဲလူမရှိပေမဲ့နတ်ရှိတယ်လူမမြင်ပေမဲ့နတ်မြင်တယ်ဆိုတဲ့သဘောကိုနားလည်လို့ကျွန်တော်ယူမလာခြင်းဖြစ်ပါတယ်ဒါတော့တက္ကသိုလ်ဆရာကြီးကလည်းသီလကိုစမ်းကြင်လို့သာခိုင်းလိုက်တာဖြစ်တော့ဘာပစ္စည်းမှအိမ်မှာရှိတဲ့အဝတ်ထဲဘာမှယူမလာခဲ့တဲ့ဘုရားတော်ကိုပဲသူ့သမီးနဲ့ပေးစားလိုက်ပါတယ်သီလရှိမရှိစမ်းကြင်လို့ခိုင်းတာပါနော်ဒါကြောင့်မကောင်းမှုပြုဖို့တဲ့စိတ်ကြွယ်ရာအရာမရှိဘူးဆိုတာနှလုံးသွင်းထားရင်လည်းသီလလုံသူတယောက်ဖြစ်လာနိုင်ပါတယ်နောက်တစ်ခုကတော့သီလလုံခြုံသူဖြစ်ဖို့အတွက်ကိုချင်းသီလဖြူစင်သူတယောက်ဖြစ်ဖို့အတွက်လိုအပ်တဲ့အချက်ကတော့လောကီအာယုံကာမဂုဏ်ချမ်းသာတွေရဲ့အပေါ်မှာအပြစ်မြင်တဲ့စိတ်ကလေးလည်းရှိဖို့လိုတယ်သီလတွေဖြတ်ကြတယ်ဆိုတာကာမဂုဏ်အာယုံတွေပေါ်မှာမဲမောမောတွဲတွဲတာတာနဲ့ဆွဲလန်းနေကြလို့ဖြစ်တာပါဟင်းကောင်းကောင်းစားခြင်းနဲ့ဟင်းကောင်းကောင်းဒီဟုသောကာမဂုဏ်အာယုံပေါ်မှာတက်မှတ်တဲ့စိတ်ကြောင့်ဟင်းကောင်းကောင်းစားရရင်ပြီးရောကိုယ်နဲ့သီလဖြတ်ရရင်ဖြတ်ရပါစေဆိုပြီးတော့သီလတွေဖြတ်ကြတာပါဒီတော့ကာမဂုဏ်အာယုံကိုတွေ့တာတဲ့စိတ်ကြောင့်ကိုယ်ချင်းသီလတွေပြရတယ်တက်အိမ်ကောင်းကောင်းလေးနဲ့နေခြင်းနဲ့အိမ်ကောင်းကောင်းလေးနေနိုင်ဖို့အတွက်ကိုယ်ချင်းသီလဖြတ်ရင်လည်းဖြတ်ရပါစေတော့ဆိုပြီးတော့ကိုယ်ချင်းသီလကိုဖြတ်မိတတ်ပါတယ်ဒါကြောင့်ကာမဂုဏ်အာယုံတွေမှာဆွဲလန်းမှုအာကြီးခြင်းဟာသီလပျက်စီးခြင်းရဲ့အကြောင်းပါပဲဒါကြောင့်ကာမဂုဏ်အာယုန်တွေပေါ်မှာအပြစ်မြင်တတ်ဖို့လိုပါတယ်အဲဒီလိုအပြစ်မြင်ဖို့အတွက်လည်းတရားအစပိုင်းမှာဟောခဲ့တဲ့ဇတ်တော်လေးကိုနည်းနည်းပြန်ဆက်ရအောင်ဘုရားလောင်းပရောဟိတ်ဘုန်းသားကသီလသီလလောကမှာအကောင်းဆုံးအရာဆိုတာသိတော့တောထွက်လာခဲ့တယ်တောထွက်ဖို့ဆိုပြီးတော့အိမ်ထဲကနေထွက်လာတော့မြို့ထဲတနေရာရောက်တဲ့အခါမှာအမဲသားဈေးထဲကအမဲသားတစ်ကလေးတစ်ခုအသားတစ်ကလေးတစ်ခုကိုစွန်တကောင်ကခြီသွားတာတွေ့စွန်တကောင်ကခြီသွားတယ်ခြီသွားတော့အဲ့ဒီစွန်ရဲ့နောက်ကိုတခြားစွန်တွေကလိုက်ကြလိုက်ပြီးတော့ရိုးရိုးမလိုက်ဘူးတောင်မှန်နဲ့ရိုက်တယ်နှုတ်သီးနဲ့ထိုးတယ်လက်သေးနဲ့ကုတ်တယ်အသားတွေခြီထားတဲ့စွန်ကိုတခြားစွန်တွေကဝိုင်းဝန်းပြီးတော့ညှင်းဆဲနှိပ်စက်ကြတယ်မခံမရနိုင်ဖြစ်လာတော့အဲ့ဒီစွန်ကလည်းအသားတို့ကိုလွတ်ချလိုက်တယ်နောက်စွန်တကောင်ကခြီလိုက်တယ်အဲ့ဒီခြီတဲ့စွန်ကိုလည်းတခြားစွန်တွေကတောင်မှန်နဲ့ရိုက်နှုတ်သီးနဲ့ထိုးလက်သေးနဲ့ကုတ်နှိပ်စက်ကြပြန်တယ်မခံနိုင်တော့လွတ်လိုက်နောက်တစ်ကောင်ကယူတဲ့ကောင်ကိုလိုက်နှိပ်စက်အဲ့ဒီလိုနဲ့အသားပြက်ကိုယူတိုင်းသောစွန်ကိုအခြားသောစွန်များကဝိုင်းဝန်းထိုးစိတ်နှိပ်စက်ကြပါတယ်ဒါကိုမြင်ရတော့ဘုရားလောင်းပရောဟိတ်ဘုန်းသားကလောကီအာယုကာမဂုဏ်ချမ်းသာတွေဆိုတာယူတဲ့သူအတွက်ဆင်းရဲတယ်စွန့်တဲ့သူအတွက်ချမ်းသာတယ်လို့အဲ့ဒီလိုဓမ္မတန်ဝေကလေးပွားတော်မူလိုက်ပါတယ်ဒါတွေကိုနမူနာယူပြီးတော့လောကီအာယုကာမဂုဏ်ချမ်းသာတွေဆိုတာစွန့်ရဲ့လက်ထက်ကအသားတစ်နဲ့တူတယ်လို့နာနာလေးနှလုံးသွင်းရမယ်ကာမဂုဏ်ဆိုတာကကာမဂုဏ်ဆိုတာဘာလဲမင်းရင်လိုချင်စရာကောင်းတာကိုကာမဂုဏ်လို့ခေါ်တာပဲကာမဂုဏ်ဆိုတော့သူကလည်းလိုချင်ကိုယ်ကလည်းလိုချင်ဟိုလူကလည်းလိုချင်ဒီလူကလည်းလိုချင်အားလုံးကလိုချင်ကြတော့နှိမ့်ဆက်ကြတော့တာပေါ့ယာရုလေးတစ်ခုရှိတယ်ဆိုရင်ဟိုလူကလည်းဒီယာရုလိုချင်ဒီလူကလည်းဒီယာရုလိုချင်ဆိုတော့ဒီယာရုကိုရောက်ဖို့အလားအလာရှိတဲ့သူတွေကိုလိုက်ပြီးတော့တိုက်ခိုက်ဖယ်ရှားအတင်းနေပြောဂုံနေတိုက်မလုပ်တဲ့မလုပ်ထက်တာတွေလုပ်နေဒီလိုဖြစ်ကြတာဒါဘာကြောင့်လဲဆိုရင်ကာမဂုဏ်ဆိုတာအသားတစ်နဲ့တူလို့ပေါ့သူလည်းလိုချင်လို့ပေါ့ဒါကြောင့်လိုချင်သူတွေဝမ်းဝိုင်းလည်နေတဲ့ကာမဂုဏ်ကိုကိုယ်ကဆွဲလန်းတက်မဲ့နေမယ်ဆိုရင်ကိုယ်ပဲဒုက္ခရောက်မယ်ကိုယ်ကကိုချင်းသီလတွေဖြတ်ပြီးတော့ကာမဂုဏ်အာယုန်တွေရှာထားတဲ့ဆိုတော့ဟင်းကောင်းကောင်းလေးစားကြတော့ကြက်သားဟင်းလေးမကြာခဏသုံးပုံနေတိုင်းလို့ချက်နိုင်မှုအတွက်ကိုယ်ကကိုချင်းသီလတွေဖြတ်ပြီးတော့ရှာထားတဲ့ဆိုပါစို့ဒီလိုပြောလို့လည်းကြက်သားဟင်းနေတိုင်းစားတဲ့သူတွေကတို့သီလမလုံးပြောလို့မထင်နဲ့နော်ကိုချင်းသီလလုံနဲ့ကိုချင်းသီလဖြူစင်စွာနဲ့ရှာထားတဲ့ကြက်သားဟင်းကိုမဆိုလိုပါဘူးနော်ကိုချင်းသီလဖြတ်ပြီးတော့ရှာထားတဲ့ကြက်သားဟင်း
စားကြတော့ကိုတယောက်တည်းစားရတာမဟုတ်ပါဘူးအင်းသူတထာဇနီများကလည်းစားတာပဲသားတွေကလည်းစားတာပဲသမီးတွေကလည်းစားတာပဲအိမ်မှာကိုမိခုနေတဲ့လူတွေကလည်းစားတာပဲစားတော့ကိုတယောက်တည်းဟုတ်ရဲ့လားဝိုင်းပြီးတော့စားကြတာနော်ဒါပေမဲ့ခံရတော့ကိုတယောက်တည်းခံရမှာကိုရှာထားတာသီလကိုဖြတ်ပြီးတော့စီဝါရှာထားတော့စားတဲ့အချိန်မှာအားလုံးကပြုံးပြုံးပျော်ပျော်နဲ့စားကြပြီမဲ့တမလွန်မှာဆင်းရဲဒုက္ခခံရတော့ကိုတယောက်တည်းခံရတာပါတမလွန်ဆိုတာသာထပ်ပေါ့လေနော်မတော်မတရားရာဇဝေးတဲ့နဲ့အလုံးနဲ့စီဝါရှာထားသက်ဆိုင်ရာကဖမ်းဆီးလို့မိသွားပြီဆိုတော့ထောင်ထဲဝင်တော့တမိသားစုလုံးဝင်ရတာဟုတ်ရဲ့လားမဟုတ်ပါဘူးနော်ကိုချင်းသီလဖောက်ဖြစ်တဲ့လူရာဇဝေးတဲ့နဲ့ကိုတယောက်တည်းပဲထောင်ထဲဝင်ရတာပါစားတော့အများခံရတော့ကိုတယောက်တည်းအဲ့တော့ကိုတယောက်တည်းခံရမယ့်ကိစ္စဘာလို့ဒီကာမဂုဏ်အာယုန်တွေကိုသီလဖြတ်ပြီးတော့တို့ရှာမလဲဒီလိုနှလုံးသွင်းရမယ်နော်ဒါကြောင့်ကာမဂုဏ်အာယုန်တွေအားလုံးကိုစွန့်ပြီးတော့တောမထွက်ယဟန်မပြုတ်နိုင်တောင်မှသီလကိုဖြတ်ပြီးမှရမယ်ကာမဂုဏ်သီလနဲ့ယဉ်ပြီးမှရမယ်ကာမဂုဏ်မှာတက်မဲ့တဲ့တဏှာကိုတော့စွန့်ပါသီလနဲ့ယဉ်မှကောင်းသီလနဲ့ယဉ်မှရမယ်ကာမဂုဏ်ကိုတော့မတက်မဲ့ပါနဲ့အပြစ်မြင်ပါလို့ဒါလေးပြောချင်တာပါပဲဒါကြောင့်ယာဝဒေဝတာဟုကိဉ္စီယာဝဒေဝတာဟုကိဉ္စီတာဝဒေဝအခါတိတုံသင်္ဃမကုလလာလောကေနဟိတန္တိအကိဉ္စနံအကိဉ္စနံလက်ထဲမှာဘာအသားတင်မှမရှိတဲ့ဆွန်ကိုလောကေလောက၌ကုလလာဆွန်အပေါင်းတို့ကသင်္ဃမကပ်ရောက်ပြီးတော့နဟိတန္တိဘေသောခါမှညှင်းဆဲခြင်းမပြုကြလေကုန်သတည်းဒါကအာယုံကာမဂုဏ်အာယုံဆိုတာအစင်းအတန်အနံ့ရတာအထီးတွေးလို့ခေါ်တဲ့အာယုံ၅ပါးကိုပြောတာပါပဲအဲ့ဒီကာမဂုဏ်အာယုံ၅ပါးဆိုတာကတော့သာလို့ပြောရင်ဝိထုကာမလို့ခေါ်ပါတယ်ဝိထုဆိုတာတက်မဲ့ခြင်းရဲ့တရားလိုလားနှစ်သက်ခြင်းရဲ့တရားပေါ့ကာမစိတ်ဖြစ်ရခြင်းရဲ့တရားအာယုံတွေမလို့သူကိုဝိထုကာမလို့ခေါ်ပါတယ်အဲ့ဒီဝိထုကာမလို့ခေါ်တဲ့အာယုံကာမဂုဏ်တွေပေါ်မှာတက်မဲ့တဲ့တဏှာလေးကိုကြတော့ကိလေသာကာမလို့ခေါ်ပါတယ်ကာမ2မျိုးရှိတာလေးမှတ်ခဲ့နော်ပါဠိတွေကိုဦးဇင်းတို့ကတတ်နိုင်ဆုံးနဲအောင်အကျဉ်းလုပ်ပြီးတော့ဟောနေတာပါဗမာလိုစကားကြီးနဲ့သို့တော့တချို့ဒီလိုလုံးကောက်ကလေးတွေကြတော့မှတ်ထားသင့်ပါတယ်ပါဠိကိုသိပြီးတော့မကြောက်သင့်ဘူးနော်အဲ့တော့ကာမ2မျိုးရှိတယ်ပြန်ပြောကြည့်နံပါတ်1ကဝိထုကာမနံပါတ်2ကိလေသာကာမဝိထုကာမဆိုတာတတ်မဲ့စရာအာယုန်တွေကိုဝိထုကာမအဲ့ဒီတတ်မဲ့စရာအာယုန်တွေပေါ်မှာတတ်မဲ့တဲ့တဏှာကိုတော့ကိလေသာကာမအဲ့တော့ဝိထုကာမကိုကြီးအပြည့်မြင်ရုံနဲ့မဖြစ်သေးဘူးကိလေသာကာမကိုလည်းအပြည့်မြင်ရမယ်ဝိထုကာမကတော့သူရှိနေတာကိုကမတတ်မှရင်ကိုယ်ဘာမှဒုက္ခမပေးပါဘူးဆိုတော့ထမင်းစားတယ်ဆိုတော့ထမင်းတစ်ပွဲကိုစားနေတဲ့ထမင်းဟင်းတွေကလည်းတကယ်တော့ဝိထုကာမတွေပါပဲเนาะအဲ့ဒါကိုတာယာတက်မဲ့တဲ့စိတ်နဲ့စားရင်ကာမဂုဏ်အာယုံခံစားတာပဲပေါ့ကာမဂုဏ်ခံစားတဲ့တဏှာဖြစ်မှာပဲဒါပေမဲ့ဒီထမင်းမဲ့ဒီဟင်းမဲ့တရားအမှတ်ကလေးနဲ့စားမယ်တတိလေးနဲ့စားမယ်ဝိပဿနာဉာဏ်လေးနဲ့စားမယ်ဆိုရင်တဏှာဖြစ်အောင်မလားအဲ့ဒါဆိုရင်ဒီထမင်းကိုသူ့အတွက်တော့ကိလေသာကာမဖြစ်စေတဲ့အာယုံလို့မခေါ်နိုင်တော့ဘူးเนาะဝိထုကာမတော့ဝိထုကာမပဲသို့တော့သူ့အတွက်တော့ကာမအာယုံမဖြစ်တော့ဘဲနဲ့တရားအာယုံဖြစ်သွားပါတယ်တရားအာယုံရလို့လောကမှာသီးသန့်ကြီးမရှိဘူးเนาะလူတွေအာယုံကာမဂုဏ်အာယုံဖြစ်နေခံစားနေကြတဲ့အစင်တန်နာရတာထိတွေ့တွေးသည်ပင်လည်းရင်တရားရှုတဲ့ပုဂ္ဂိုလ်အတွက်အဲ့ဒါကိုတရားအာယုံလို့ခေါ်ရတာเนาะအဲ့တော့အာယုံကာမဂုဏ်တွေပေါ်မှာတက်မဲ့တဲ့ဒီကိလေသာကာမဆိုတဲ့တဏှာဓာတ်ကလေးကိုလည်းအပြည့်မြင်မှုလိုတယ်အပြည့်မြင်ဖို့အတွက်လည်းပဲတီးကြမပြောတော့ပါဘူးဇတ်တော်လေးပဲဆက်ကြည့်ပေါ့ခုနစွန်တွေကိုစွန်တကောင်ကိုဝိုင်းထိုးစိတ်တာကိုကြည့်ပြီးတော့တန်ဝေကပွားပြီးတဲ့ဘုရားလောင်းတော်ကရှေ့ဆက်ပြီးတော့သွားတယ်သွားရင်းနဲ့ရွာတရွာရောက်တော့ညနေမိုးချုပ်သွားတယ်အဲ့ဒီရွာကအိမ်တိမ်မှာသူတဲခိုပါတယ်သူတဲခိုတဲ့အိမ်မှာပိန်ကလာလို့အမည်ရှိတဲ့ကျွန်းမတယောက်အိမ်ဖော်မလေးတယောက်ကညဘက်အိမ်ရှင်တွေအားလုံးအိတ်သွားတဲ့အချိန်မှာမအိတ်သေးပဲနဲ့အိမ်ရှင်ကုပြစ်လေးပေါ်မှာထိုင်ဆောင်ဘာဆောင်တာလဲဆိုတော့သူကသူ့ရည်စားနဲ့ချိန်ထားတာနော်အိမ်ရှင်တွေမသိအောင်လို့အိမ်ရှင်တွေအိတ်တဲ့အချိန်ကိုကြော်လွန်ပြီးတော့ရည်စားနဲ့ချိန်ထားတာချိန်ထားတော့ချိန်ထားပြီမဲ့သူ့ရဲ့ရည်စားလည်းပေါ်မလာသူ့ချစ်သူကလည်းပေါ်မလာဘူးပေါ်မလာမျောရှာသူသာမောနေရတယ်ဆိုတဲ့ကိန်းပေါ့လေအဲ့လိုမပြောဘူးပထမရန်ကုန်သားလို့လည်းပေါ်မလာ
ရင်ဥယံကုန်းသွားလို့လည်းပေါ်မလားတကောင်ရံကြောသွားလို့လည်းပေါ်မလားနောက်ဆုံးမိုးတောက်ရံလောက်ရောက်တော့မှဩဒီချိန်ထိမှမလာရင်တော့သူလာမှမဟုတ်တော့ပါဘူးလေဆိုပြီးတော့အဲ့ဒီကြမှာအိမ်ဝတက်ပြီးအိတ်လိုက်တော့နှစ်ချက်ချက်အိပ်ပြောသွားပါတဲ့အဲ့ဒါကိုဘုရားလောင်းကကြည့်ပြီးတော့ဩကာမဂုဏ်အာယုန်တွေမှာတောင့်တတဲ့တဏှာဟာဆင်းရဲကြောင်းတရားပဲတောင့်တခြင်းကင်းတဲ့သဘောဟာချမ်းသာကြောင်းပဲကြည်စံပင်္ဂလာဆိုတဲ့ကောင်မလေးသူ့ချစ်သူကိုမျောနေတဲ့စိတ်သူ့ချစ်သူကိုတောင့်တနေတဲ့စိတ်ကြောင့်အဲ့လိုမပြောဘူးတညလုံးနောက်ဆုံးတော့သူ့ချစ်သူလာမှမဟုတ်တော့ပါဘူးဆိုတော့အာသာလည်းဖြတ်လိုက်ရောအဲ့လိုပြောသွားတယ်ချမ်းချမ်းသာသာဖြစ်သွားတယ်ဒါကြောင့်အာသာသည်ဆင်းရဲခြင်းပဲဆင်းရဲခြင်းအကြောင်းတရားပဲအာသာရှိတဲ့သူဟာမချမ်းသာနိုင်ဘူးဒီတော့သာနှစ်သာလို့ပြောကြစို့ပေါ့အာသာနဲ့ချမ်းသာနဲ့နော်အာသာဆိုတာကတော့ပါဠိစကားလုံးမှာပဲသို့တော့ဗမာစကားဖြစ်နေအလုံးသုံးနေကြတာပါပဲဒီတော့အာသာရှိရင်ဘာမရှိဘူးလဲချမ်းသာမရှိတော့ဘူးချမ်းသာကိုလိုချင်ရင်အာသာကိုစွန့်ရမှာပေါ့တာတတာပဲရမယ်နှစ်တာလုံးပိုင်ကျလို့တော့မရဘူးနော်တာတွေကိုဘာထင်တယ်လဲမလုံးနဲ့ပေါ့ဟုတ်လားဒီတော့တာတစ်ခုပဲရမယ်နော်ဟုတ်လားနာမည်မှဲ့တော့လဲကြည့်လက်တော့ရဆိုတာအေးတို့ဘာတို့စတဲ့တာတတာပဲမဟုတ်လားတာနှစ်တာမှဲ့တယ်လို့မရှိပါဘူးနော်အဲ့တော့တာနှစ်တာမလုပ်ပါနဲ့အာသာကိုရှိအာသာကိုကိုယ်ကလိုချင်နေဆိုရင်တော့ချမ်းသာကိုစွန့်ရတော့မယ်ချမ်းသာဆိုတဲ့တာကိုလိုချင်ရင်တော့အာသာကိုစွန့်လိုက်ပါအာသာဆိုတာဒီနေရာမှာတဏှာကိုပြောတာပါကာမဂုဏ်အာယုန်ဒီပေါ်မှာတက်မဲ့တဲ့တဏှာကိုအာသာအဲ့ဒီလိုအာသာရဲ့အပြစ်ကိုမြင်ရင်လည်းပဲသီလလုံသူတယောက်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်အာတန်နိရတံကတဝနာဒုက္ခံသူပတိပိင်္ဂလာပိင်္ဂလာဆိုတဲ့အမျိုးသမီးကလေးသည်အာတန်သူချစ်သူပေါ်မှာတောင့်တတက်မဲ့နေတဲ့တဏှာကိုနိရတံကတဝအာသာပြတ်အောင်ပြုလိုက်တဲ့အတွက်ကြောင့်ဒုက္ခံသူပတိချမ်းသာစွာအိပ်ဆက်ရလေတော့တည်းအဲ့ဒီလိုနဲ့ဘုရားလောင်းကရှေ့ဆက်ပြီးတော့သွားပြန်ပါတယ်ရှေ့ဆက်ပြီးသွားတော့ဘာတွေ့သလဲဆိုရင်တောကလေးတစ်ခုတည်းရောက်သွားတယ်တစ်ပင်တစ်ပင်အောက်မှာရသေးတစ်ပါးတရားထိုင်ပြီးတော့ဇံဝင်စားနေတာတွေ့အဲ့ဒါလေးတွေ့လိုက်တော့ဩအေးချမ်းလိုက်တာနတမတိပရောအတ္တိအတမိန်လောကိပရမိသနပရဏာပိအတ္တနာဝိဟိတတိတမဟိတောလောကမှာတမာတိထက်ကောင်းတဲ့တရားဆိုတာမရှိတော့ပါလားပစ္စုပန်တော်ရောတမလွန်တော်ရောတမာတိတရားဟာအမတန်ဖို့တန်ပါလားတမာတိရဲ့အကျိုးတရားတွေအများကြီးရှိတဲ့တဲ့ကဘုရားလောင်းဂါထာထဲမှာပါတာကအမတန်နှစ်သက်စရာကောင်းပါတယ်နပရဏာပိအတ္တနာဝိဟိတတိတမဟိတောတမာတိရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်လည်းမညှင်းဆဲဘူးသူတစ်ပါးကိုလည်းမညှင်းဆဲဘူးတဲ့လောကမှာကိုယ်စိတ်ဆင်းအောင်လုပ်နေတဲ့ဆိုတာတမာတိမရှိလို့ပါပဲတမာတိမရှိတဲ့သူတွေဟာကိုယ်လည်းစိတ်ဆင်းအောင်လုပ်တယ်ဆိုလိုတာကတော့တမာတိမရှိတဲ့သူတွေဟာအများအားစိတ်ညစ်နေတတ်တယ်လို့ဆိုလိုတာပါတမာတိမရှိတဲ့သူကကိုယ်လည်းပဲအများအားစိတ်ညစ်နေတယ်စိတ်ညစ်နေဆိုတာစိတ်ညစ်ဆရာတွေကြီးပဲသူကတွေးနေတာကိုစိတ်တည်ငြိမ်မှုတမာတိကမရှိတော့တမာတိမရှိတော့အတွေးတွေပဲဝင်နေတယ်တမာတိမရှိတဲ့သူကအတွေးတွေဝင်ပြီဆိုတော့ကောင်းတဲ့အတွေးဝင်သလားဆိုတော့မဟုတ်ဘူးမကောင်းတဲ့အတွေးတွေပဲဝင်တာများတယ်အတွေးများတဲ့သူကအများအပြားအဆိုးကိုပဲတွေးမိတတ်ကြပါတယ်အဆိုးကိုတွေးတော့ဖြစ်ခဲ့ပြီးတဲ့ပြဿနာတွေအကြောင်းပြန်တွေးတယ်အဲ့ဒီပြဿနာတွေနဲ့ပတ်သက်ပြီးတော့ပြန်လဲခံစားပြီးတော့စိတ်ညစ်နေတယ်အဲ့ဒီပြဿနာမှာငါမှန်ရတဲ့နဲ့သူကဘယ်လိုပဲညာကိုယ်လည်းပဲစိတ်ညစ်နေတယ်အဲ့ဒီပြဿနာဖြစ်ခဲ့တော့ तू ငါရဲ့စေတနာကို तू နားမလဲဘူး तू ကငါ့ကိုဘယ်လိုထင်တယ်စသည်အဖြစ်ကိုယ်စိတ်ထဲမှာထားရုံနဲ့မပြီးဘူးကိုယ်ပတ်ဝန်းကျင်ကိုပြောသေးတယ်ဘယ်တော့ကဘယ်ပြဿနာဖြစ်တော့ကျွန်တော်ကဘယ်လိုပါ तू ကဘယ်လိုထင်တယ်အဲ့လိုဆိုတော့ကိုယ်ပတ်ဝန်းကျင်ကကိုယ့်ရဲ့အပူရီကူးဆက်တခါအဲ့ဒီကိစ္စကိုပြဿနာဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်စီပြန်ရောက်တော့လဲတခါစိတ်ညစ်အဲ့ဒီလိုအဖြစ်တမာတိမရှိတဲ့သူဟာကိုယ်တိုင်လည်းစိတ်ချမ်းသာအောင်မနေတတ်ဘူးအများအားစိတ်ညစ်နေတယ်ကိုယ်ပတ်ဝန်းကျင်ကိုယ်နိစ္စရာကိုလည်းပဲစိတ်ညစ်အောင်လုပ်တတ်ပါတယ်ဒီချက်ဟာအင်မတန်လေးလေးနက်နက်နဲ့ချက်ထွင်ပြီးတော့စဉ်းစားရမှာပါပဲကိုယ်စိတ်ချမ်းသာအောင်မလုပ်တတ်တဲ့သူဟာသူတစ်ပါးကိုလည်းဘယ်တော့မှစိတ်ချမ်းသာအောင်မလုပ်တတ်ပါဘူးကိုယ်တိုင်အများအားစိတ်ဆင်းရဲနေတဲ့သူဟာသူတစ်ပါးကိုလည်းစိတ်ဆင်းရဲအောင်လုပ်တော့မှာပါပဲဆိုတော့အိမ်မှာအိမ်တော်ဦးစီးကစိတ်တုံနေပြီအကြောင်းတစ်ခုခုကြောင့်စိတ်တုံနေပြီဆိုရင်အိမ်မှာရှိတဲ့သူတွေအကြောင်းမရှိအကြောင်းချပြီးတော့ဟိုဆူဒီဆူမလုပ်ကြဘူးလားအိပ်ပျော်ကုန်ကြပြီထင်တယ်နော်အဲ့တော့
အိမ်နာဦးစီးပုဂ္ဂိုလ်ကစိတ်တိုနေပြီဆိုရင်အိမ်မှာရှိတဲ့ပတ်ဝန်းကျင်ကောအိမ်မိသားစုတွေကစိတ်မညစ်ရဘူးလားအဲ့တော့ကိုစိတ်ချမ်းသာအောင်မနေတတ်တော့ကိုပတ်ဝန်းကျင်လည်းစိတ်ဆင်းရဲတော့တာပေါ့ငါတော့စိတ်မချမ်းသာဘူးစိတ်ဆင်းရဲတယ်ကွယ်ဒါပေမဲ့မင်းတို့တော့ငါစိတ်ချမ်းသာအောင်ထားခြင်းနဲ့ဆိုတာမဖြစ်နိုင်ပါဘူးကိုမှစိတ်ချမ်းသာအောင်မနေရင်ကိုပတ်ဝန်းကျင်လည်းစိတ်ချမ်းသာအောင်မလုပ်တတ်ပါဘူးဒါကြောင့်နပရဏာပိအတ္တနာဝိဟိတတိတမဟိတောတမာတိရှိတဲ့သူဟာကိုပတ်ဝန်းကျင်ကိုဘယ်တော့ကိုယ်တိုင်လည်းကိုလည်းစိတ်ဆင်းရအောင်ဘယ်တော့မှမလုပ်ဘူးကိုပတ်ဝန်းကျင်ကိုလည်းဘယ်တော့မှစိတ်ဆင်းရအောင်မလုပ်ဘူးဒါကြောင့်လောကမှာတမာတိဆိုတဲ့တရားဟာအမျက်ဆုံးပဲလို့အဲ့ဒီလိုဘုရားလောင်းပရောဟိတ်ဘုန်းသားကတွေးပြီးတော့တောထဲကိုဝင်သွားပြီးတော့ယသိယဟန်ပြုလိုက်ပါတယ်ပြုပြီးတော့ဇံပင်ရှင်တွေကိုဖြစ်အောင်ကြိုးစားအားထုတ်ပြီးတော့သေဆုံးသွားတဲ့အခါမှာဗြဟ္မပြည်ရောက်ရှိသွားပါတယ်ဒီတော့ဒီညမှာပြောချင်တာကသီလလုံခြုံနဲ့မကျင့်နဲ့ဘုရားလောင်းပရောဟိတ်ဘုန်းသားကတော့သာသနာ့ကာလဆိုတော့သီလထက်သားတဲ့တရားတမာတိကိုသွားတွေ့တယ်သွားတွေ့တော့သီလနဲ့လောကမှာအကောင်းဆုံးအရာဖြစ်တဲ့သီလနဲ့ထိုက်တန်တဲ့တရားဟာဒီဇံသမာဓိတရားပဲဆိုပြီးတော့ဇံပင်ရှင်တွေရအောင်ကြိုးစားအားထုတ်ပါတယ်အခုချိန်ကတော့ဘုရားသာသနာတွင်ကာလဖြစ်တဲ့အတွက်ကြောင့်ဝိပဿနာတရားတွေလည်းထွန်းကားနေတော့ကိုသီလလုံသွားတဲ့အခါမှာလည်းပဲသီလလုံယုံနဲ့မကျေနပ်ဖက်နဲ့သီလကနေတဆင့်သမာဓိကိုတက်ပါသမာဓိကနေတဆင့်ဘယ်တက်အောင်မလဲပညာကိုတက်သီလသမာဓိပညာသိက္ခာ၃ပါးအနေနဲ့ပြောရင်တော့သီလသိက္ခာပြီးရင်သမာဓိသိက္ခာသမာဓိသိက္ခာပြီးတော့ပညာသိက္ခာဒါလည်းပဲသီလပြီးသမာဓိပြီးပညာတို့စကားရတာပြောတာပါတစ်ခုပြီးမှတစ်ခုဒီလိုမဟုတ်ပါဘူးငါတို့တော့သီလအဲ့ဒီလိုပြောလိုက်လို့ငါတော့သီလမလုံသေးဘူးသမာဓိပညာမကျင့်သေးဘူးလို့ဒီလိုတွေးတော့မှဆိုလို့ပါနော်သီလကိုဖြူစင်အောင်စောင့်ထိန်မှလည်းပညာကပြည့်စုံပါတယ်ပညာနဲ့ပြည့်စုံအောင်တတိပဋ္ဌာန်ဝိပဿနာအားထုတ်နေမှလည်းပဲသီလကလုံခြုံသွားပါတယ်အဲ့တော့ဒီညမှာဏိကုံးကျုံနေနဲ့ပြောချင်တာကသီလက၄မျိုးရှိတာပေါ့နောက်ဆုတ်ထိုင်သီလငုတ်တုတ်ထိုင်သီလရှေ့တိုးထိုင်သီလအမှောင်ခွင်းသီလလို့ဘယ်နှမျိုးလဲနောက်ဆုတ်ထိုင်သီလဆိုတာကတော့သီလလုံခြုံသွားပြီပေါ့၅ပါးသီလပဲဆိုကြပါစို့၅ပါးသီလလုံနေလုံအောင်ဆောင်ထိန်နေတယ်ဒါပေမဲ့သီလမရှိတဲ့သူတွေနဲ့ပေါင်းတော့သီလမလုံခြုံခြင်းရဲ့အပြစ်တွေကိုသူနားမလဲဘူးသီလရှိတဲ့သူတွေနဲ့တော့မပေါင်းဘူးမပေါင်းတော့သီလလုံခြုံခြင်းရဲ့ကောင်းကျိုးတွေကိုသူသဘောမပေါက်ဘူးသီလဖြူစင်ခြင်းရဲ့ကောင်းကျိုးသီလညှဉ်းနှွမ်းခြင်းရဲ့ဆိုးပြစ်တွေကိုသူသဘောမပေါက်တဲ့အခါကျတော့တဖြည်းဖြည်းနဲ့သီလဟာဆွယူသွားတယ်မထူပါဘူးကွာမင်းပြောတာဟုတ်သားပဲကွာလုံအောင်ဆောင်ထိန်နေလည်းမထူပါဘူးကွာဆိုပြီးတော့အဲ့ဒီလိုနဲ့တဖြည်းဖြည်းနဲ့သီလမလုံတဲ့သူဖြစ်သွားတတ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့သီလကိုထိမ့်သိမ့်မထားနိုင်တဲ့အတွက်ကြောင့်သူ့ရဲ့သီလကိုနောက်ဆုတ်ထိုင်သီလလို့ခေါ်ပါတယ်ငုတ်တုတ်ထိုင်သီလဆိုတာကတော့သီလကနေရှေ့ဆက်ပြီးတော့သမာဓိတို့ပညာတို့တော့မတက်တော့ဘူးသီလလုံတာလေးတွေးပြီးတော့ပဲကျင့်တတ်တယ်ငါ၅ပါးသီလလုံနေအများမောဟရေတောက်ပြီမဲ့ငါမတောက်ဘူးငါလိုလူစဘူးရှိသေးလားဆိုပြီးတော့ကိုယ့်ရဲ့သီလဖြူစင်တာလေးပဲတွေးပြီးတော့ကျင့်တတ်နေတယ်ရှေ့ပြီးတော့သမာဓိတို့ဝိပဿနာတို့ဆက်ပြီးတော့အာမထုတ်တော့ဘူးသီလသိက္ခာလေးလောက်နဲ့ပဲကျင့်တတ်နေတဲ့ပုဂ္ဂိုလ်ဟာရှေ့မတိုးတက်တဲ့အတွက်ကြောင့်ရှေ့လည်းမတိုးဘူးအောက်လည်းမကျဘူးအလယ်မှာပဲတည်တတ်နေတဲ့အတွက်ကြောင့်သူသီလကိုဘာသီလလို့ခေါ်မလဲငုတ်တုတ်ထိုင်သီလနောက်တစ်ခုကရှေ့တိုးထိုင်သီလဆိုတာကတော့သီလသိက္ခာလုံယုံနဲ့မကျင့်ဘူးသီလဖြူစင်တဲ့အခါမှာစိတ်ကလေးကြည်လင်သွားတယ်ကြည်လင်တဲ့စိတ်ကိုခြေခံပြီးတော့တမာတိသိက္ခာကိုတမာတိတရားတွေကိုတိုးပေါအောင်ကြိုးစားတယ်သာသနာတွင်ကာလဆိုရင်တော့ကတိုင်းတို့ဘာတို့မပွားနိုင်တောင်ဗုဒ္ဓဘာသာဝင်တိုင်းတမာတိသိက္ခာအနေနဲ့အောက်ထစ်ဆုံးဗုဒ္ဓနုဿတိနဲ့မေတ္တာဒီနှစ်ခုတော့ပွားများသင့်ပါတယ်ဘုရားကုံတော်ပွားတာမေတ္တာပွားတာအဲ့ဒီသမထအလုပ်အားထုတ်သင့်ပါတယ်ဒါဆိုရင်သမထအလုပ်ကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့သီလဟာဘာသီလလို့ခေါ်မလဲရှေ့တိုးထိုင်သီလရဲ့ရှေ့နာကိုနည်းနည်းတိုးသွားပြီတမာတိထိနောက်ဆုံးသီလကတော့အမှောင်ခွင်းသီလဆိုတာကတော့သီလလုံယုံနဲ့လည်းမကျေနပ်ဘူးသီလဖြူစင်ခြင်းကိုအခြေခံပြီးဖြစ်လာတဲ့စိတ်ကြည်လင်မှုကိုယဉ်နှီးထားတဲ့တမာတိသိက္ခာနဲ့လည်းမကျေနပ်ဘူးအဲ့ဒီတမာတိကိုအရင်တီးပြီးတော့ဝိပဿနာအလုပ်ကိုဆက်ပြီးတော့အားထုတ်သွားတယ်ဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်နေနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားသွားတယ်အဲ့ဒီပုဂ္ဂိုလ်ဟာမဉဏ်ဘုံဉာဏ်နဲ့မဉဏ်ဘုံဉာဏ်ကိုရရှိသွားပြီဆိုရင်သက်ဆိုင်ရာကိလေသာတွေကိုပယ်တတ်နောက်ဆုံးယဟန္တာဖြစ်သွားပြီဆိုရင်ကိလေသာအမှောင်တွေအလုံးအဝိဇ္ဇာအမှောင်ကိုအကျွမ်းမဲ့ပယ်တတ်လိုက်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ဝိပဿနာအလုပ်ကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်
ဝိပဿနာလို့အားထုတ်ခြင်းကြောင့်မဉ္ဇဉ်ဖွဉ္ဇဉ်နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ပုဂ္ဂိုလ်ရဲ့သီလကိုဗာသီလလို့ခေါ်မလဲအမှောင်ခွင်းသီလအဝိဇ္ဇာအမှောင်ကြီးကိုအပြီးတိုင်ခွင်းလိုက်တဲ့သီလဒီသီလ၄မျိုးမှာဘယ်သီလအမျက်ဆုံးဖြစ်မလဲအမှောင်ခွင်းသီလဟာအမျက်ဆုံးပါပဲဒါကြောင့်သီလလုံယုံနဲ့လည်းမကျေနပ်ပါနဲ့ရှေ့ဆက်ပြီးသမာဓိတွေနဲ့ပြည့်စုံအောင်ကြိုးစားပါသမာဓိတွေနဲ့ပြည့်စုံရုံနဲ့လည်းကျေနပ်မနေပါနဲ့ဝိပဿနာလက်ကိုဆက်ပြီးတော့အားထုတ်ပါဒါဆိုရင်လောက၌အကောင်းဆုံးသောအရာဖြစ်တဲ့သီလဟာအကောင်းဆုံးသောအနေအထားအကောင်းဆုံးသောပုံစံနဲ့အကောင်းဆုံးဖြစ်သွားပါလိမ့်မယ်ဒီဟိုကျွန်းမှာမထေရတပါးတော်လန်ခီးသွားနေတော့သခိုးဓမြတွေကမထေရကြီးရဲ့ပစ္စည်းတွေလူရဲပြီးတော့မထေရကြီးကိုຫນွယ်ကြိုးတစ်ခုနဲ့တုတ်ထားခဲ့ຫນွယ်ကြိုးကလည်းတစ်ပင်ကနေဖြတ်ထားတဲ့ຫນွယ်ကြိုးမဟုတ်အပင်ကနေတိုက်ရိုက်ရှိနေတဲ့ຫນွယ်ကြိုးနဲ့တုတ်ထားတော့သီလမှာဘုန်းကြီးယဟန်တော်များရဲ့သီလမှာဒီလိုຫນွယ်ပင်တစ်ပင်တွေကိုမဖြတ်တော့ရဘူးဆိုတဲ့သိက္ခာပုဂ္ဂိုလ်ရှိတယ်ဒီတော့ဒီຫນွယ်ကြိုးကိုဖြတ်ပြီးတော့ထွက်သွားမယ်ဆိုရင်ရပြီမဲ့သူ့သီလပျက်စီးသွားမှဆိုလို့မဖြတ်ပါဘူးမဖြတ်ဘဲနဲ့အသက်သိရင်သိပါစေတော့တခြားလူဖြုတ်ပေးမှငါသွားတော့မယ်မဖြုတ်ပေးကိုယ့်ဟာကိုယ်တော့မဖြုတ်တော့ဘူးဆိုပြီးတော့တခိုးဓမြတွေကຫນွယ်ကျုံနဲ့တုပ်ပြီးတော့တုံးလုံးလှဲထားတဲ့အတိုင်းဒီတိုင်းပဲမြေကြီးပေါ်မှာတုံးလုံးလှဲပြီးတော့ဝိပဿနာတရားကိုအားထုတ်နေပါတယ်အဲဒီလိုအားထုတ်နေတော့9ရက်ပြည့်တဲ့အခါမှာထမင်းသက်9ရက်ဆိုတဲ့အတိုင်း9ရက်ပြည့်တဲ့အခါမှာသုတေသွားပါတယ်အဲ့ဒီချိန်မှာသူအနာဂံဖြစ်ပြီးတော့မှသုတေသွားတဲ့အတွက်ကြောင့်ဗြဟ္မပြည်ကိုရောက်သွားပါတယ်အဲ့ဒီလိုပဲတခြားမထေရကြီးတစ်ပါးလည်းတော်ထဲမှာတခိုးဓမြတွေကစင်တုံးမနွယ်နဲ့ချီနှောင်ပြီးတော့တုတ်ထားခဲ့တယ်ဒီလိုပဲမြေကြီးပေါ်မှာတုံးလုံးလှဲပြီးတော့ຫນွယ်ကျိုးနဲ့တုတ်ထားတယ်အဲ့ဒီအချိန်မှာပဲသူကတော့ရက်တောင်မဆိုင်ပါဘူးခဏနာရီပိုင်းလေးအတွင်းမှာပဲတော်မီတွေကြီးကျယ်လောင်တယ်တော်မီလာချမ်းသာရနိုင်ပါတယ်သို့တော်လည်းပဲသိရင်သိပါစေတော့သီလတော့အဖြစ်မခံဘူးဆိုတော့ຫນွယ်ကျိုးကိုမဖြတ်ဘူးဝိပဿနာလုပ်ကိုပဲကြိုးကြိုးဆဆအားထုတ်လိုက်တော့တော်မီတွေလောင်ကျွမ်းပြီးတော့အသက်လည်းသိကိလေသာလည်းသိအသက်လည်းကုန်ကိလေသာလည်းကုန်အသက်ရဲ့ကုန်ခြင်းနဲ့ကိလေသာရဲ့ကုန်ခြင်းတစ်ပိုင်းနဲ့တည်းဖြစ်ပြီးတော့သုတိစိတ်ကြပြီးပြိဋိနိဗ္ဗာန်ဆံဝင်သွားပါတယ်ယဟန္တာဖြစ်သွားတယ်နော်အဲ့တော့ဒီမထေရပိုင်းအနာဂံယဟန္တာဖြစ်သွားကြတာဟာသီလတက်တက်နဲ့ဖြစ်တာဟုတ်ရဲ့လားမဟုတ်ပါဘူးနော်သီလကိုလည်းတစ်ဖက်ကအသက်နဲ့လဲပြီးတော့စောင့်ထိန်တယ်စောင့်ထိန်ပြီးတော့ဒီတိုင်းပဲဟိုတွေးဒီတွေနဲ့ငုတ်တုံတုံးလုံးကြီးပဲဒီတိုင်းလှဲနေတာမဟုတ်ဘူးတတိပဋ္ဌာန်ဝိပဿနာတရားကိုကြိုးစားပွားများတယ်မိမိရဲ့လုံခြုံနေတဲ့သီလကိုအရင်တည်ပြီးတော့ဝိပဿနာကိုဆက်အားထုတ်လို့သာအနာဂံယဟန္တာဖြစ်ပြီးတော့လောကုတ္တရာကျိုးတွေခံစားတော်ရတာပါဒါကြောင့်တချို့ကစကားကက်ချင်တတ်လို့ပါလောက၌အကောင်းဆုံးဆိုတာသီလဟာအကောင်းဆုံးပဲဟုတ်မလဲဝိပဿနာကမှအကောင်းဆုံးပေါ့ဝိပဿနာလုံးမှမက်ဖို့ရမှာသီလနဲ့မက်ဖို့ပဲရမလဲဒီလိုမေးတတ်ဒီလိုတွေးတတ်ကြတယ်နော်သူ့နေရာနဲ့သူပြောတဲ့စကားကိုအဲ့ဒီလိုပြောစရာမလိုအပ်ပါဘူးခုဒီဝတ္ထုကိုကြည့်လိုက်ပေါ့သီလတက်တက်နဲ့ရောက်သွားတာမဟုတ်ပါဘူးတက်တက်ကတော့သီလတက်တက်မှမဟုတ်ပါဘူးဝိပဿနာတက်တက်နဲ့လည်းမရောက်နိုင်ပါဘူးနော်ဒါနတက်တက်နဲ့လည်းနိဗ္ဗာန်မရောက်နိုင်ဘူးသီလတက်တက်နဲ့လည်းနိဗ္ဗာန်မရောက်နိုင်ဘူးသမထတက်တက်နဲ့လည်းနိဗ္ဗာန်မရောက်နိုင်ဘူးဝိပဿနာတက်တက်နဲ့လည်းမရောက်နိုင်ပါဘူးနိဗ္ဗာန်ကိုအာရုံပြုတဲ့ message ရဲ့အနီးကပ်ဆုံးကတော့ဝိပဿနာပေါ့သို့တော့အဲ့ဒီဝိပဿနာက message ထိကျေစုပြုနိုင်ဖို့ဆိုတာကဒါနသီလသမထပါရပါတယ်ဒါနသီလကျေစုပြုမှသာအဲ့ဒီဝိပဿနာညာဟာမဲ့ဉာဏ်ကိုကျေစုပြုသွားတာပါဒါကြောင့်တက်တက်နဲ့တော့မရောက်နိုင်ဘူးနော်သီလတက်တက်မှမဟုတ်ဘူးဒါနတက်တက်မှမဟုတ်တချို့ကလည်းဒါနမပြုကျင်တဲ့သူကလည်းဒါနတန်မြတ်ရှိတာပဲကွာလို့ဒါနတက်တက်နဲ့နိဗ္ဗာန်မရောက်ဘူးဟေ့လို့ဒီလိုပြောတတ်ကြသေးတယ်ဒါတော့မှတ်ထားပါတက်တက်နဲ့တော့ဗြဟ္မနိဗ္ဗာန်မရောက်ဘူးလို့နော်တက်တက်နဲ့မရောက်ဘူးဆိုတော့ထက်ထက်နဲ့တော့နေဦးမယ်နော်တက်တက်နဲ့လည်းမရောက်ပါဘူးထက်ထက်နဲ့လည်းမရောက်ပါဘူးနော်ဒီမှာတက်တက်ဆိုတာကလူနာမည်ပြောတာမဟုတ်ပါဘူးနော်ဒါနတက်တက်သီလတက်တက်သမထတက်တက်ဝိပဿနာတက်တက်ဘာတက်တက်နဲ့မှနိဗ္ဗာန်မရောက်ပါဘူးဒါနသီလသမထဝိပဿနာကုသိုလ်၄ချက်ပြည့်ပြည့်စုံစုံချိန်သာကြိုက်ပြီးဆိုမှနိဗ္ဗာန်ကိုမျက်မှောက်ပြုရတာပါဒါကြောင့်လောက၌အကောင်းဆုံးသောလို့ခေါ်ရတဲ့မြတ်စွာဘုရားရှင်ကိုတော်တိုင်လောက၌အကောင်းဆုံးသောအရာလို့ဟောထားတဲ့သီလကိုအသက်နဲ့လဲစောင့်ထိန်ပြီးတော့သမထဝိပဿနာဘာဝနာတွေလဲပွားများကြတဲ့အတွက်ကြောင့်ဝိပဿနာဉာဏ်ရဲ့အဆုံးမှာမဲ့ဉာဏ်ဘုံဉာဏ်ဆက်ရောက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားကြရမယ်သီလကိုအသက်နဲ့လဲပြီးစောင့်ထိန်ရမယ်ပေါ့လောကမှာပစ္စည်းဥစ္စာနဲ့လက်ချီစားတဲ့ကိုယ်ရင်ကနဲ့နှိုင်းရှင်လာရင်
လက်ချေဆိုတဲ့ကိုရင်ကအတွေ့ပစ္စည်းဥစ္စာကိုစွန့်ပါနော်ပစ္စည်းဥစ္စာကိုစွန့်လိုက်မှလက်ချေအင်္ဂါကချမ်းသာရမယ်ဆိုရင်လက်ချေအင်္ဂါအတွက်ပစ္စည်းကိုစွန့်ပါလက်ချေအင်္ဂါနဲ့အသက်နဲ့ရှင်လာပြီဆိုရင်အသက်ချမ်းသာဖို့အတွက်လက်ချေအင်္ဂါကိုစွန့်လိုက်ပါနော်ဒီလက်ချေအင်္ဂါစွန့်လိုက်လို့မစွန့်ရင်အသက်သေးမယ်စွန့်မှချမ်းသာရမယ်ဆိုရင်ဒီခန္ဓာကိုယ်လေးနှမျောမနေပါနဲ့လက်ချေအင်္ဂါစွန့်ပါအသက်နဲ့ကိုချင်းသီလနဲ့ရှင်လာပြီဆိုရင်တော့ကိုချင်းသီလလေးမြတ်ဖို့အတွက်အသက်ကိုစွန့်လိုက်ပါနော်သီလကိုအသက်နဲ့လဲပြီးတော့စောင့်ထိန်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့တရားနာပိဋကအများသိကြပြီလားပါသီလကိုအသက်နဲ့လဲပြီးစောင့်ရှောက်တာဘာတတ္တဝါနဲ့နှိုင်းရှင်ထားလဲဥပဒကတကကြီးများဖြေပါအောင်နော်ယုံမင်းကတော့မလွန်ဆန်လူသေးရဲ့တစိတ်ပဲဌာနနော်အသက်နဲ့လဲပြီးတော့ဌာနပြုသွားတာဒီတော့အလောင်းတော်ကိုဆိုလိုတာမဟုတ်ပါဘူးသီလကိုအသက်နဲ့လဲပြီးတော့စောင့်ထိန်တဲ့နေရာမှာစာမရီသားကောင်လိုပဲစာမရီသားကောင်ဟာသူ့ရဲ့အမီးဆန်ဒီဟုသောအကြောင်းကြောင့်သူ့ရဲ့အသက်ကိုသာစွန့်ပါတယ်စာမရီသားကောင်ဆိုတာစာမရီဆိုတော့တချို့ကလည်းအတောင်ပါတဲ့ငှက်လို့ထင်တတ်ကြသေးတယ်နော်စာမရီဆိုတာအခြေလေးချောင်းရှိတဲ့သားကောင်ပါပဲတိဘက်နွားမျိုးပါပဲနွားတတ္တဝါတစ်မျိုးပါပဲသူကိုသားစားလို့လည်းရတယ်နှုတ်စားလို့လည်းရတယ်ဝင်တင်လို့လည်းရတယ်သူ့ရဲ့အမီးဟာအမတန်ရှိတယ်လှလဲလှအဲ့ဒီအမီးကိုသားမီးရက်တောင်ဖြစ်နေလောက်ကြတယ်သားမီးရက်ပေါ့အဲ့ဒါကိုစာမရီသားမီးရက်လို့စာမရီသားမီးရက်ဟာတခုပါဝင်ပါပဲအဲ့တော့စာမရီသားကောင်တစ်ကောင်ဟာအကြောင်းမတော်လို့ပေါ့လေအသွားမတော်လို့တနေ့ရက်မှာခြုံရွယ်တစ်ခုခုမှာသူ့ရဲ့အမီးလေးသွားပြီးတော့ညှိတယ်ဆိုရင်အမီးဆန်လေးတစ်ဆန်အမီးပင်လေးတစ်ပင်သွားပြီးတော့တစ်ပင်ခြုံတယ်မှာညှိတယ်ဆိုရင်ငါအသက်ချမ်းသာရဖို့အတွက်ဆိုပြီးတော့အမီးလေးတစ်ချောင်းပြတ်ချင်းပြတ်ပါစေဆိုပြီးတော့ယုံမထွက်ပါဘူးမီးဆန်လေးတစ်ပင်တည်းဟူသောအကြောင်းကြောင့်ငါအသက်မသေးစကောင်းမှုဆိုပြီးတော့ယုံမထွက်ပါဘူးတဲ့ငါအသက်သေးခြင်းသေပါစေငါရဲ့အမီးဆန်လေးတော့သူ့ရဲ့သဘာဝအတိုင်းအလှမပြက်မြင်းမြောက်တစား၅ပါးထဲမှာအပါဝင်ဖြစ်တဲ့စာမရီသားမီးရက်ကလေးကိုလူသားတွေအလှအမပြက်ပဂရိအတိုင်းအသုံးပြုကြပါစေဆိုပြီးတော့သူ့ရဲ့အမီးဆန်လေးကိုအသက်အသေးခံပြီးတော့ဆောင်းလျှောက်ပါတယ်တဲ့နော်စာမရီသားကောင်နွားမျိုးအပါဝင်ဖြစ်တဲ့စာမရီသားကောင်ဟာသူ့ရဲ့မီးဆန်ကိုအသက်နဲ့ရင်းပြီးတော့ဆောင်းလျှောက်သလိုလူသားများဟာလည်းပဲလူပိသားတဲ့လူများဟာလည်းပဲမိမိရဲ့၅ပါးသီလအခြေခံကြဆုံးဖြစ်တဲ့၅ပါးသီလနဲ့တကွကိုချင်းသီလများကိုစာမရီသားကောင်ရဲ့ထုံနှလုံးမူပြီးတော့အသက်နဲ့လဲစောင့်ထိန်ကြရမယ်စောင့်ထိန်နိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့တရားညီကုန်းချုပ်ပါတော့မယ်နော်အားလုံးပဲလက်ဥချီထားကြပါအပမဒိနာတံပါဒိထာကဲသုံးခေါက်ဆိုအပမဒိနာမမိတ်မလဲရောမပေါ်မတန်ထက်တန်သောတတိတရားဖြင့်တံပါဒိထသီလသမာဓိပညာဥစွတ်သောသိက္ခာသုံးပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းအဲ့တော့ရည်စက်မချခင်တရားလေးခဏတော့9မိနစ်လောက်ဖြစ်တရားထိုင်ကြရအောင်ပေါ့ဘာလို့လဲဆိုတော့ကိုယ်ဆောင်ထိန်းထားတဲ့သီလကိုအမွှန်းတင်တဲ့သဘောပါပဲနော်ပြီးတော့ခုနပြောဖို့အခုတရားလေးထိုင်ကြမယ်ဆိုတော့ထိုင်ကြမှာကတတိပဋ္ဌာန်တရားပါပဲခုနတရားထဲမှာပြောခဲ့တဲ့ဒီနေ့ခါတော်နေ့ဟာ5ပါးသီလခါတော်နေ့လို့ဆိုတော့ဒီ5ပါးသီလလုံမို့အတွက်လောက်ရမယ့်အချက်တွေကိုခုနပြောခဲ့တာနံပါတ်1ကစိတ်ကိုယ်ရမှလည်းမကောင်းမှုမရှိဘူးဆိုတာလက်ခံဖို့ကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့တဲ့စိတ်မမွေးဘူးတတ်မဲ့တဲ့တဏှာကိုအပြည့်မြင်ဖို့ရှေ့ပိုင်းမှာပြောခဲ့တာကတော့သီလပြည့်ခြင်းရဲ့အပြည့်5မျိုးသီလရှိခြင်းရဲ့မျိုးဒါလေးတွေနှလုံးသွင်းထားလိုက်လို့ရှိရင်5ပါးသီလလုံသူဖြစ်ပါတယ်သို့တော့အဓိကအကျဆုံးချက်ကတော့မြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့ပါဠိတော်ပါပဲဣမေတံခောဘိက္ခဝေပင်စန္နံသိက္ခာဒုပ္ပလယနံဗဟာနာယသတ္တရောတတိပဋ္ဌာနာဘာဝေတ္တပါသိက္ခာဒုပ္ပလယနံကိုချင်းသိက္ခာကိုအာနေစေတတ်ကုန်သော
ဣမေတံပင်စာနံပါဏာတိပါဒအာဒိနာဒါနကာမိတုမိစ္ဆာစာရမုဒဝါဒသူရာမိရယမစ္ဆပမာဒဌာနလို့ခေါ်တဲ့တရား၅မျိုးတို့ကိုပဟာနာယပယ်ခြင်းငါစတ္တာရောတတိပဋ္ဌာနာတတိပဋ္ဌာန်တရား၄ပါးတို့ကိုဘာဝိတ္တပါပွားများထိုက်ကုန်၏ဆိုလိုတဲ့အဓိပ္ပာယ်ကတော့၅ပါးသီလလုံဖို့အတွက်တတိပဋ္ဌာန်ပွားပါဒါဘုရားဟောစစ်ပါနော်၅ပါးသီလလုံခြင်းရင်ဘာလို့ရမလဲလို့ဆိုရင်တတိပဋ္ဌာန်တရားပွားများရမယ်တတိအမြဲတမ်းရှိနေရင်၅ပါးသီလလုံတော့တာပဲပေါ့ချင်းရိုက်တော့မယ်ဆိုရင်တရားတတိပဋ္ဌာန်မှတ်နေကြလို့ပဲရိုက်ချင်တာနဲ့ရိုက်ချင်တယ်မှတ်တော့မှာကိုနော်ရိုက်ချင်တယ်လို့မှတ်တဲ့တတိလေးဝင်လာတဲ့ဒီပိုင်းတတိဟာမကောင်းတဲ့အလုပ်ကိုလုပ်ဖို့ဘရောမှတွန်းအားမပေးဘူးဘရောမှကြောက်မတွန်းတတ်ဘူးကောင်းတာတွေလုပ်ဖို့သာသူကတွန်းအားပေးတတ်ပါတယ်ဒါကြောင့်၅ပါးသီလမလုံတာဘာကြောင့်လဲဆိုရင်တတိမရှိလို့ပါဒါကြောင့်တရားနာပိဋကများအားလုံးအသက်သေးဆုံးသည့်အထိ၅ပါးသီလလုံခြုံတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်တတိပဋ္ဌာန်အားထုတ်ကြရမယ်ဘယ်လောက်ထိအားထုတ်အောင်လဲဆိုရင်သောတာပန်ဖြစ်မှတကယ်တော့၅ပါးသီလကမြဲတာနော်ဒါကြောင့်၅ပါးသီလကိုအထင်မသေးနဲ့လို့ပြောတာတရားနာပိဋကကအထင်သေးလားမသေးနဲ့တော့၅ပါးသီလတကယ်လုံတဲ့သူဟာသောတာပန်ဖြစ်မှလုံတာပါသောတာပန်မဖြစ်သေးဘူးပုထုဇဉ်ဆိုရင်တော့တတိအားကောင်းနေတော့လုံအောင်မဲ့ပေါ့တတိလေးပြတ်သွားပြီတတိလေးလျော့သွားပြီတတိကင်းသွားပြီဆိုတာနဲ့ဖောက်ဖြတ်ဖို့အချိန်မရွေးဖြစ်နိုင်ပါတယ်၅ပါးသီလကိုလွန်ကျူးစေတတ်တဲ့ကိလေသာကိုသောတာပန်ပုဂ္ဂိုလ်ကမှပယ်နိုင်တာကိုဒါကြောင့်၅ပါးသီလဆိုတာလေသီလလို့ပြောပေမဲ့ပညာသိက္ခာနဲ့ဆက်ဆက်နေပြန်တယ်သောတာပတ္တိမက်နဲ့၅ပါးသီလလွန်ကျူးကြောင်းကိလေသာတွေကိုပယ်နိုင်မှသာ၅ပါးသီလလုံသူဖြစ်ရတာဆိုတော့၅ပါးသီလလုံသူဖြစ်အောင်လုပ်ပါ၅ပါးသီလကိုအကျွမ်းမဲ့လုံအောင်လုပ်ပါလို့ပြောလိုက်တာဟာတနည်းအားဖြင့်သောတာပန်ဖြစ်အောင်အနည်းဆုံးတရားအထုတ်ပါလို့ပြောတာ ਨੇ အတူတူပဲမဟုတ်ပါလားအတူတူပဲမဟုတ်ပါလားအတန်အားနေနေတယ်နော်ဒီတော့မေးချင်ပါတယ်၅ပါးသီလလုံဖို့အတွက်ဘာလုပ်ရမလဲတတိပဋ္ဌာန်တရားပွားများရမယ်ဒါဘုရားဟောစစ်ပဲနော်အင်္ဂုတ္တပါဠိတော်တတိယဥစ္စာမျက်နှာ250ပေါ့လေဒါကြောင့်မယုံမဲ့ဖြစ်နေမှာဆိုလို့နော်ကဲဒါကြောင့်၅ပါးသီလအကျွမ်းမဲ့လုံသူတွေဖြစ်အောင်တတိပဋ္ဌာန်တရားပွားကြပါစို့အားလုံးပဲတင်မြင်ခွေပြီးတော့ထိုင်ထက်ဝက်တင်မလင်ထိုင်တဲ့သူကလည်းထိုင်ပေါ့လေမျက်လုံးလေးတွေမှိတ်ထားပါအတင်းမမှိတ်ပါနဲ့ညအရာဝန်ကန်ဒီမျက်လုံးလေးမှိတ်တယ်လို့ဖွားဖွားလေးပဲမှိတ်ထားပါခါမမတ်ထားပါခေါင်းကိုလည်းမမတ်ထားပါလေလေးကိုဝါဝရှူလိုက်ပါအကျယ်ကြီးရှူရှဲတော့ရှူစရာမလိုပါဘူးပုံမှန်ထက်တော့နည်းနည်းလေးအားထည့်ပြီးရှူပါနာသီဝါလေးမှာလေးလေးထိသွားတာထင်ရှားလာအောင်ရှူပေးပါဘာမှမမှတ်သေးနဲ့အောင်ရှူတာရှူနေအဲ့ဒီလိုရှူရင်းနဲ့အခုချိန်မှာငါရဲ့နှာသီးဝါကလေလေးဟာဘယ်ဘက်နှာခေါင်းကနေဝင်ထွက်နေတာလားညာဘက်နှာခေါင်းကနေဝင်ထွက်နေတာလားအဲ့ဒါလေးကိုစူးစမ်းပြီးကြည့်လူတွေကတစ်ချိန်ထဲမှာနှာခေါင်းပေါင်း2ပေါင်လုံးကရှူနေတယ်နှာခေါင်းပေါင်း2ပေါင်လုံးကရှိုက်ထုတ်နေတယ်လို့ဒီလိုထင်နေတာတကယ်တော့မဟုတ်ပါဘူးတစ်ချိန်မှာတစ်ပေါက်ပဲဝင်ထွက်နေပါတယ်ဘယ်ဘက်ကဝင်ဘယ်ဘက်ကထွက်ညာဘက်ကဝင်ညာဘက်ကထွက်ဘယ်ဘက်ကထွက်ဘက်ကဝင်ဘက်ကထွက်အဲ့ဒီတိုင်းပဲတောက်လျှောက်15မိနစ်နိုင်ဝသွားနေတာပြီးတော့မှတစ်ခါညာဘက်ပြောင်းသွားပြန်တယ်ညာဘက်ကဝင်ညာဘက်ကထွက်ညာဘက်ကဝင်ညာဘက်ကထွက်ညာဘက်ကဝင်ညာဘက်ကထွက်ဆိုတော့ကြတော့တစ်ခါပြောင်းသွားပြန်ရောဘယ်အဲ့တော့တစ်ချိန်မှတစ်ပေါက်တည်းပဲဝင်ထွက်ပါတယ်တစ်ခါတရံတော့ရှာရှာပါပါ2ပေါက်လုံးဖြစ်တတ်ပါတယ်နေပါတယ်အဲ့တော့ခုလောလောဆယ်အာယုံစူးစိုက်ပြီးရှာကြည့်ဘယ်ကလားညာကလားဆိုတာအဲ့တော့တရားနဲ့တရားတော့မတူနိုင်ဘူးတချို့ကလည်းဘယ်ဘက်ကနေဝင်ထွက်နေမယ်တချို့ကလည်းညာဘက်ကနေဝင်ထွက်နေမယ်အဲ့တော့ဘယ်ကဝင်နေဆိုရင်လည်းဘယ်ဘက်နာသီဝလေးလေးတွင်းဝင်ပြီးတော့ထိသွားတဲ့နေရာလေးမှာတတိကိုကတ်ထားပါညာဘက်ကဝင်ထွက်နေတဲ့သူကလည်းညာဘက်နာသီဝလေးလေးတိုးပြီးထိသွားတဲ့နေရာမှာတတိကတ်ထားပါကိုနှာခေါင်းအတွင်းနဲ့ထိလည်းမလိုက်နဲ့နှာခေါင်းအပြင်လည်းမလိုက်နဲ့နာသီဝမှာလေးထိသွားတဲ့နေရာမှာပဲတတိကတ်ထားပြီးတော့တနည်းပြောတဲ့စိတ်ကလေးကတ်ထားပြီးတော့လေဝင်သွားလို့ရှိရင်ဝင်တယ်လို့မှတ်လိုက်ပါရိုးရိုးရှင်းရှင်းလေးပဲမှတ်လိုက်ပါလေထွက်သွားလို့ရှိရင်လည်းထွက်တယ်လို့မှတ်လိုက်ပါလေဝင်သွားလို့ရှိရင်ဝင်တယ်လို့မှတ်ပေမဲ့တိနေရာမှာထိတာလေး
ထွက်တော်လို့ရှိရင်လည်းပဲထွက်တဲ့ကြရတော့လေလေးထိသွားတာကိုသိအောင်ကြည့်ပါအဲ့ဒါကိုတစ်ဆက်ထဲကြအောင်မှတ်နေပါဝင်နေထွက်တယ်ထွက်ပြီးတော့ပြန်ဝင်လာတဲ့အခါမှာလည်းဝင်နေထွက်တယ်တစ်ဆက်ထဲအစုံလိုက်ရတော့အောင်လုပ်ပါတစ်စုံတော့ရပြီးတော့နားနေလိုက်ပြီးတော့မှတစ်ခါတစ်စုံရအောင်ထပ်မှတ်လိုက်ဒီလိုမလုပ်ရဘူးတစ်ဆက်ထဲသိအောင်မှတ်ပါနာဒီဝါလေးမှာဝင်လေဝင်တော့အေးကနေထိသွားတယ်ထိတဲ့နေရာလေးမှာတတိကပ်ပြီးတော့ဝင်နေလို့ရိုးရိုးလေးပဲမှတ်ပါအစမ်းနေကြတွေမှတ်နေကြမလို့တေဇောကဘယ်လိုလဲဝါယောကဘယ်လိုလဲရှာနေကြမလို့ပါဘူးထိတာလေးသာသိပါစေတမာရီညာအကောင်းလာရင်ပထဝီအဘောမမြင်ချင်းဆုံးမြင်လာပါလိမ့်မယ်အဲ့တော့မှတ်တာကတော့ဘုရားဟောတဲ့အတိုင်းပဲကိစ္စံတော့ကကိစ္စံမိတိပါဇာနာတိသွားရင်သွားတယ်မှတ်ဆိုတဲ့စကားလုံးကိုမူသေးထားပြီးတော့ကျန်တာလေးနဲ့နီးတူပဲဝင်ရင်ဝင်နေတာမှတ်ထွက်ရင်ထွက်တယ်သာမှတ်ရှိတိုင်းသာမှတ်သွားပါအဲ့လိုမှတ်နေုံနဲ့ဝင်တာထွက်တာရဲ့နောက်ွယ်မှာရှိနေတဲ့ပရမတ်သဘောတွေပေါ်လို့ကြီးပေါ်လာပါလိမ့်မယ်ထိတာလေးတော့သိပါစေသို့တော့တမာရီအားနဲတဲ့အချိန်စအထုကစားချိန်မှာတော့ဝင်နေထွက်တယ်ဝင်သွားတယ်ထွက်သွားတယ်ဆိုတော့သိရင်ကိုပဲတော်တော်လေးနေရာကျလာပါပြီတော်တော်လေးဆင်းမြင်လာပြီပေါ့ဒီလင်ဝင်လေးတွေကအမြဲတမ်းရှိနေတာအမြဲတမ်းဝင်ထွက်နေပေမဲ့အမြဲတမ်းမသိပါဘူးတတိနဲ့ရှုမှတ်တဲ့ခါမှသိတာအဲ့တော့ငကောကမသိတဲ့ဝင်ထွက်ကိုအခုစသိတယ်ဆိုရင်ကိုပဲတိုးတက်လာတာပါဒီတော့ကိုပဲမဆိုးပါဘူးသို့တော့ကြိုးစားပြီးတော့လေးလေးထိသွားတာကိုသိပါစေဝင်တဲ့အခါမှာလည်းနာသီဝမှာထိပြီးတော့ဝင်သွားတယ်ထိတာလေးကိုသိနေပြီးတော့မှတ်တော့ဝင်တယ်ထွက်တဲ့အခါမှာလည်းနာသီဝမှာထိပြီးတော့ထွက်တယ်ထိတာလေးသိပြီးတော့ထွက်တယ်ဝင်တယ်လို့မမှတ်လိုက်ရဘဲနဲ့ဝင်မသွားစေရဘူးထွက်တယ်လို့မမှတ်လိုက်ရဘဲနဲ့ထွက်မသွားစေရဘူးလို့လည်းကိုမကြပြောပြီးဒါကအခြေခံအကျဆုံးရှိမှတ်နေပါပဲတိတန်အချိန်ရလို့ခုလိုငုတ်တုတ်ထိုင်ပြီးတော့ရှုမှတ်နိုင်ပြီဆိုရင်ပင်တိုင်းနေနဲ့တော့နာသီဝါလေးတတိကပြီးတော့ဝင်နေထွက်တယ်မှတ်ပေါ့မှတ်ရင်နဲ့ကိုယ်စီမှာကိုနိုင်ဝတ္တနာကြီးကြာမှတ်တဲ့အခါပေါ့လေအခုလည်းပဲပြန်လွတ်နေသူလေးလွင့်ရင်လွတ်မှာပဲပေါ့အဲ့တော့ထိုင်မှတ်နေနဲ့စိတ်တွေပြန်လွတ်သွားတယ်ဆိုရင်လေတွေးတဲ့စိတ်တွေပေါ်နေရင်လေတွေးတဲ့စိတ်တွေကတိတ်ထင်ရှားလိုက်ရင်ပေါ့လေမထင်ရှားဘဲနဲ့လည်းပေါ်တိုင်းလိုက်မှတ်စရာတော့မလိုပါဘူးနာသီဝါမှာသာအဓိကထားပြီးမှတ်ဘယ်လိုမှကိုနာသီဝါမှာထားလို့မရအောင်တွေးတွေတိတ်လွှမ်းမိုးရင်တော့တွေးတယ်စဉ်းစားတယ်ဒီလိုလေးမှတ်မှာပေါ့စိတ်ကိုတိုင်းရမှတ်လို့မရဘူးဆိုလေကိုယ်စိတ်ကူးထဲမှာမြင်နေတဲ့အာယုံလေးတွေကိုပဲမြင်နေအိမ်ုံတရိယာဆိုတဲ့ဆိုရင်လည်းအိမ်ုံမြင်နေတာဆိုတော့မြင်နေတခြင်းတန်တွေကိုနားတဲ့ကြားနေရင်လည်းကြားတယ်ဒီလိုမှတ်ရမှာပေါ့အဲ့တော့ထိုင်မှတ်တဲ့အခါပင်တိုင်းကတော့ဝင်လေထွက်လေအတွေးစိတ်တွေပေါ်လာရင်တွေးတယ်စဉ်းစားတယ်မှတ်ရမယ်လောဘစိတ်တွေပေါ်လာရင်လည်းလူကျင်တဲ့စိတ်ကထင်ရှားရင်လူကျင်တယ်တတ်မှတ်တဲ့စိတ်တွေပေါ်လာရင်တတ်မှတ်တယ်ตายရတဲ့စိတ်ပေါ်ရင်ตายရတယ်ဒီလိုရှုမှတ်ရမှာပါစိတ်တိုစရာတွေတွေးမိလို့စိတ်တိုရင်လည်းစိတ်တိုတယ်စိတ်ဆိုးရင်စိတ်ဆိုးတယ်စိတ်ညစ်ရင်စိတ်ညစ်တယ်ဒီလိုရှုမှတ်ရမှာပါပဲထိုင်တာတွေသိကြလို့ဝေဒနာတွေဖြစ်လာရင်ကျင်းတဲ့နေရာစိတ်ဆိုင်လို့ကျင်းတယ်နားတဲ့နေရာစိတ်ဆိုင်ပြီးတော့နားတယ်အောင်းတဲ့နေရာစိတ်ဆိုင်ပြီးတော့အောင်းနေဒီလိုရှုမှတ်ရမှာပါအဲ့ဒါတွေမှတ်ပြီးတော့နောက်ဆုံးတော့နှာသီးဝဝင်နေထွက်လိမ့်မှာပဲပင်တိုင်းမှာပြန်ထားရမှာပါပဲဒါကထိုင်အမှတ်ကိုယ်မှသိတဲ့အချိန်ရတဲ့ကဈဉ္ညာလေးရှောက်ပြီးတော့လမ်းရှောက်ရင်လည်းမှတ်လို့ရတာပါပဲခြေလိုက်ခြေလေးကြွတော့ကြွတယ်လှမ်းတော့လှမ်းနေခြားတော့ခြားတယ်အသေးစိတ်မမှတ်နိုင်တော့လှမ်းနေနဲ့မှတ်နေရမှာပေါ့အိမ်ရှိနဲ့အိမ်နောက်မိဖို့ကြောင့်နဲ့ဧကန်အိမ်မော်နဲ့အိမ်အောက်နေတိုင်းဆင်းလိုက်တက်လိုက်လုံနေတာပဲဒီခြေလမ်းလေးတွေကိုလှမ်းနေမှတ်သွားရင်ဘယ်လောက်ဖို့တန်မလဲအင်္ဂရိဆိုတာအမှတ်ပါတဲ့ခြေလမ်းလေးတွေကိုပြောတာပါလှမ်းနိုင်လို့မှတ်နေတဲ့ခြေလမ်းလေးဟာဂရိကတန်တန်ပါတယ်အိမ်ရှိနဲ့အိမ်နောက်အိမ်မော်နဲ့အိမ်အောက်နေတိုင်းသွားနေတာဒါလေးတွေမှတ်သွားပါသမင်းစားတဲ့နေရာကနေလက်ဆေးတဲ့နေရာနေတိုင်းသွားနေရလက်ဆေးတဲ့နေရာနေသမင်းစားမယ်ဆိုပွဲနေတိုင်းလာနေရတာဒီခြေလမ်းလေးတွေမှတ်သွားပေါ့နေတိုင်းသမင်းမစားတဲ့လူမရှိဘူး
ထမင်းစားတိုင်းမှာထမင်းလောက်တိုင်းကိုဝါတယ်လို့ရှုမှတ်ပြီးစားရင်ထမင်းဝိုင်းနဲ့လည်းဝိပဿနာကုသိုလ်ဖြစ်နေပါတယ်နေတိုင်းကျင်ကြီးမစွန့်ကျင်ငယ်မရှိဘူးစွန့်တိုင်းစွန့်ကျင်နေစွန့်ကျင်တဲ့စိတ်ရောစွန့်နေတဲ့မူရာရောရှုမှတ်ပြီးတော့နေရမှာပေါ့ရေရင်ထဲမှာထိုင်နေတဲ့မူရာကိုလည်းထိုင်နေမှတ်လို့ရတာပဲရေရင်ထဲကအနတ္တတေကိုလည်းနာနေလို့ရှုမှတ်ရင်နေတိုင်းဝိပဿနာကုသိုလ်တွေမရင်မတွက်နိုင်အောင်ပါတိဒညီထိုင်မှာမဟုတ်ဘူးဆိုတာလည်းသဘောပေါက်ထားရမယ်အဲ့တော့အခုလိုထိုင်ပြီးတော့အာနာပါနအခြေခံပြီးတော့ပေါ်ရစိတ်ပေါ်ရဝေဒနာရှုမှတ်တာကိုထိုင်အမှတ်လို့ခေါ်ပါတယ်နေရာတနေရာသတ်မှတ်ပြီးတော့ခောက်တုတ်ခောက်ပြန်ဈဉ္ဉံလျှောက်ပြီးတော့ရှုမှတ်တာကိုတော့ဈဉ္ဉံအမှတ်လို့ခေါ်ပါတယ်သွားရင်လာရင်စားရင်တောက်ရင်ရေချိုးရင်မျက်နှာသိရင်ပြုဝဲကိစ္စလေးတွေပြုလုပ်နေရင်လည်းရှုမှတ်တာကိုတော့အထွေထွေအမှတ်လို့ခေါ်ပါတယ်တနည်းပြောရင်အထွေထွေအသေးစိတ်အမှတ်လို့ခေါ်ပါတယ်နိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်တတိပဋ္ဌာန်ကိုအောင်မြောင်ပွားများတဲ့ပုဂ္ဂိုလ်ဟာထိုင်အမှတ်ကိုရောဈဉ္ဉံအမှတ်ကိုရောအထွေထွေအမှတ်ကိုရောသုံးမျိုးလုံးကိုတန်ဖိုးထားပြီးရှုမှတ်ရမှာပါကဲဖြုတ်နိုင်ပါပြီနော်အဲ့တော့ဟောသွားတဲ့တရားတွေအကုန်လုံးမမှတ်မိတောင်မှနောက်ဆုံးပြောသွားလိုက်တဲ့၅ပါးသီလလုံမို့ရန်တတိပဋ္ဌာန်ပွားပါဆိုတဲ့ဘုရားဟောပါဠိတော်စစ်ကလေးကိုတော့မှတ်သွားပါ၅ပါးသီလလုံမို့အတွက်တတိပဋ္ဌာန်ပွားရမယ်လို့မြတ်စွာဘုရားဟောထားတယ်၅ပါးသီလတကယ်လုံခြင်းတတိပဋ္ဌာန်ပွားမှဖြစ်မယ်ဆိုပြီးတော့သွားစားသွားနာနေဘာပဲလှုပ်တတိပဋ္ဌာန်တရားပွားများကြနိဗ္ဗာနတ္တပစ္စယောဟောတုမေဖျားတပိတော်ဤဣဒံပုံဉံလောက၌အကောင်းဆုံးသောအရာအမည်ရှိသောတရားတော်ကိုဟောကြားနိုင်နာကြားနိုင်ဖို့ရန်အတွက်ဓမ္မပူဇာအဖြစ်ဖြင့်ဦးမြင့်လှိုင်ဒေါ်တင်စုမိသားစုတို့ကလှူဒန်းရသောဓမ္မဒါနကုသိုလ်တရဏဂုံ၃ပါးနှင့်တကွ၅ပါးသီလ၈ပါးသီလ၉ပါးသီလအသီးသီးသောသီလတို့ကိုစောင့်တည်ကျင့်သုံးရသောသီလကုသိုလ်တရားပွဲဖြစ်မြောက်ရေးအတွက်ကြောင့်ကြဆိုင်ဆောင်ရွက်ရ